okay ရပြီနော် okay ဒါဆိုလို့ရှိရင်အမတို့အတန်းလေးအကြောင်းရင်စပြောလိုက်အောင်41ဒီတက်တော့မများလာတော့ထင်တာပဲဆိုဒီအတန်းကိုအမ module 3ခုခွဲလိုက်တယ်ပေါ့နော်တချို့ကြတော့လေဒီ train motion တွေပါတယ်မလိုတာရှိတယ်အထူးသဖြင့် structure သမားတွေပေါ့နော်ဆိုတော့ structure ဘိုင်းကိုပဲဇောက်ချပြီးတွားတော့မယ်ဆိုတဲ့လူက module 2ကိုတက်ဖို့လိုချင်မှလိုမှာများသောအားဖြင့်မလိုဘူးပေါ့နော်ပြောလို့ရတယ်နောက်တစ်ခါကျတော့ဒီ module 3ကအလုပ်ထဲမှာရောက်နေတဲ့လူတွေပေါ့နော်လက်တလောအလုပ်ရှာနေဖို့မလိုသေးဘူးရတဲ့အလုပ်ထဲမှာနော်လုပ်ငန်းခွင်ထဲမှာရောက်နေပြီးသားလုပ်ငန်းခွင်တွေကအထာတွေကိုနှက်ပြီးသားပေါ့နော်လုပ်ငန်းခွင်ထဲမှာပေါင်းဖို့တင်ဖို့ presentation ဘယ်လိုလုပ်လဲတို့နော် meeting တွေဆိုတာဘာတွေလဲတို့စသဖြင့်ပေါ့နော်ဒီ business letter တွေပေါ့ portfolio resume cover letter တွေပြီးရတဲ့အခါကျရင် interview ဆိုတာဘယ်လိုဟာတွေလဲစသဖြင့်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးတွေလက်တလောအလုပ်ရှာဖို့မလိုတဲ့လူတွေဆိုရင်လည်း module 3ကလိုမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့အမခွဲပြလိုက်တယ်ဒန်းနဲ့လို့မထားတော့ဘူးဆိုတော့ဒီ RAS 01ကဒီ Revit architecture ရဲ့ structure ဆိုပြီးတော့မှအမ module 1ပေါ့နော်ဆိုတော့ဒီ module 1တကယ်တော့အရင်တုန်းကဒီ RAS 01ကတဒန်းပေါ့နော်RAS 02ကတဒန်းဆရာစင်လူတို့တင်တော့ဆိုလို့ရှိရင်01 02တင်ခဲ့ပြီးသွားတဲ့အခါကျရင်အဲ့ဒီတုန်းကဒီ twin motion နဲ့SketchUp နဲ့ထင်တာပဲအမစိတ်ထင်ပေါ့နော် SketchUp နဲ့ twin motion ဆိုပြီးအတန်းရှိခဲ့တယ်ဒါပေမဲ့ဒီဟာတော့မဟုတ်ဘူးပေါ့နော် digital presentation ဆိုပြီးတော့မှဒီလိုကောင်းစင်တယ်လည်းမဟုတ်ဘူးဒီတင်ရိုးအတိုင်းအတိအကျလည်းမဟုတ်ဘူးအဲ့ဒီတော့ဆ iam ဇွန်တင်စာတင်တယ်ပေါ့နော်နောက်တစ်ခါကျတော့ဒီ3 module 3ကအမတို့အမလက်ထက်ရောက်မှတင်ပြတာပေါ့နော်အရင်တော့မတင်ဘူးဒါလည်းပဲအမကနေဒါမှာအကြောင်းတက်လိုက်တဲ့အခါကျတော့ကနေဒါမှာအမက BIM နဲ့ပတ်သက်တဲ့အကြောင်းလေးတွတ်တက်တယ်တကယ်တော့အမစာတင်ခြင်းလို့ပညာလိုခြင်းလို့တော့မဟုတ်ဘူးအဲ့ဒီအကြောင်းအပ်တာကဗီဇာလိုခြင်းလို့အပ်တာပေါ့နော်သူက18000ပေးရတယ်8ဘာသာပဲပါတယ် first semester မှာ10ဘာသာပေါ့first semester မှာ9ဘာသာ second semester မှာ9ဘာသာပါတယ်ဆိုတော့အဲ့ထဲကမှာအဲ့ဒီ10ခုတည်းကမှဒါတစ်ခုပေါ့နော်ဆိုတော့18010နဲ့စားလို့ရှင်ဒါ1800ဘူးပေါ့ဟဲ့ဘာတွေပြောတာကိုတက်တုံးကပေးခဲ့ရတာကိုပြောတာပါနော်ဆိုတော့သူတို့ကတော့ဒီတက္ကသိုလ်တွေ college တွေမှာကျောင်းသားတွေအကုန်လုံးကိုလုပ်ငန်းခွင်တွေအလုပ်ရှာဖို့ရောဆိုတော့ပထမအဆင့်ကဘာလဲဆိုလို့ရှိရင်ဒီချိန်ကဇောက်ထိုးကောင်သေးလားနော်အောက်ဆုံးကနေစပြောတယ်အဲ့လိုပဲဓာတ်ကျသွားတဲ့နေရာကနေစပြောတာပဲဒီလားနော်ဟို1 2 3ဆိုလာပြီးတော့3ကနေစပြောဆိုတော့ဒီကောင်ဘာလဲဆိုလို့ရှိရင်ကျောင်းမှာလည်းပဲသူကဒီ academic နဲ့ပတ်သက်ပြီးတော့မှ report တွေတင်တတ်ဖို့ပေါ့နော် report တွေ quality မမိဘဲနဲ့ပေါက်ကြရ report တွေတင်မှာဆိုလို့အဲ့တော့ဒီကျောင်းမှာဒီ business letter တွေဆိုတာဘယ်လိုရေးရတာဒီ professional report တွေဆိုတာဘယ်လိုရေးရတာပေါ့နော်ဆိုရတဲ့အခါကျရင်တင်တာပေါ့အဲ့ဒီကနေတင်ပြီးတော့မှအလုပ်ဘယ်လိုရှာရမှာပေါ့နော်ခုနကတော့cover letter ဆိုတာပါလဲ resume ဆိုတာပါလဲ portfolio တွေဆိုတာပါလဲဆိုပြီးတော့မှ interview တွေဆိုတာပါလဲဆိုပြီးအလုပ်မရခင်မှာလဲကြောင်းပြီးသွားရင်အလုပ်ရှာတတ်ဖို့ရယ်resume တွေဆိုလို့ရှိရင် experience မရှိတဲ့လူဆိုရင်ဘယ်လိုရေးရတယ် experience ရှိပြီးသားလူတွေဆိုရင် resume format 3မျိုးလောက်ကိုသူကဒီမှာသင်ပေးတာပေါ့နော်ဆိုတော့ကျောင်းသားတွေကိုသူကကျောင်းမှာကလေးကတစ်ခါတည်းသင်လွတ်လိုက်တယ်ဒီလားနော်ပြီးသွားတဲ့အခါကျရင်အလုပ်ထဲရောက်သွားရင်လည်းအလုပ်ထဲမှာနော်အလုပ်ထဲရောက်သွားရင်လည်းဒီ business letter တွေဆိုတာဘယ်လိုဟာတွေအလုပ်ထဲမှာ presentation တွေဆိုတာဘယ်လိုဟာတွေအလုပ်ထဲမှာတင်ရတဲ့ report တွေဆိုတာဘယ်လိုဟာတွေဆိုပြီးတော့မှအလုပ်ထဲမှာဘယ်လိုပေါင်းသင်းဆက်ဆံပြောဆိုရေးသားရတဲ့ဆိုတဲ့ဟာတွေသင်ပေးလိုက်တာဖြစ်တယ်ဆိုတော့ကျောင်းတက်နေတဲ့အချိန်မှာကျောင်းတက်နေစဉ်အတွင်းမှာလည်းပဲသူများစာတွေမခိုးကြဘဲနဲ့ဘယ်လိုပြောရမလဲဒီ plagiarism ပေါ့နော်စာခိုးကူးတဲ့ကိစ္စတွေမရှိအောင် citation ဆိုပြီးတော့မှဒီ reference တွေ credit ပေးတာတွေလုပ်တတ်အောင်ကျောင်းမှာကလေးကပုံစံကြအောင်တင်လိုက်တယ်အလုပ်ရှာဖို့တင်လိုက်တယ်အလုပ်ထဲရောက်ရင်နေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတဲ့လုပ်တဲ့ကင်တဲ့အောင်လို့တခါတည်းလေ့ကျင့်ပေးလိုက်တာဖြစ်တယ်ပေါ့နော် presentation တွေပါလုပ်ခိုင်းပြီးမှဆိုတော့တဘာသာစာပေါ့နော်ခုနပြောသလိုပဲအမဆိုရင်တော့ဒါကို1800ပေးလိုက်ရတာပဲဆိုတော့အခါကျရင်အမဒီမှာ180နဲ့ပြန်တင်အမေ 10% 90% discount နဲ့ပြန်တင်ပြီးလုပ်လိုက်ဆိုတော့သူတို့အမတို့တက္ကသိုလ်မှာဘွဲရပြီးမြန်မာပြည်မှာပေါ့နော်ကျောင်းပေးလာတဲ့အထိလဲဒီဟာကိုအမမသိဖူးခဲ့ဘူးပေါ့နော်အသိမခံရဘူးခဲ့ဘူးအမနားမလဲဘူးဟိုဒီလိုပဲဟိုရှောက်ဖက်ဟိုလူ
ဟိုလူစီဟာဟိုလူပြောပြဒီလူပြောပြနေပဲအမတို့ဘေးမန်နေဂျာလည်းပဲဒီရောက်အောင် cover letter resume portfolio တွေသူများဟာကူးပြီးတော့ပဲဟဲ့ဗာလဲဟာသူများဟာလေးကူးပြီးဟိုပြင်ဒီပြင်ပြင်ပြီးเนาะဒါတော့မှတော်တော်လေးလေးလာပြီးတော့မှကိုယ့်အကူအဆင်ပြေအောင်လုပ်ခဲ့ရတာတွေရှိတယ်ပေါ့เนาะဆိုတော့ဒီမှာမကြီးမငယ်နဲ့သက်45နှစ်ရောက်မှကနေရာမှာចောင်းသွားတက်တော့ဒါတွေသူတို့ကចောင်းတုံးကလေးကဒါတွေတင်ပေးလိုက်တာပါလားဆိုတော့အမသိရတယ်အဲ့တော့မှသိရတယ်เนาะဆိုတော့module 3လေးကအဲ့ဒီအပိုင်းတွေဖြစ်ပါတယ်ဆိုတော့ပြောင်းပြန်ကောင်းဆိုတော့အပေါ်ဆက်သွား module 2ကဘာလို့လဲဆိုတော့အများစုက1ပဲအပ်ထားတာဆိုတော့လေเนาะဆိုတော့2နဲ့3ကအရင်ရေးမကြည့်ဘူးဆိုတော့အဲ့လိုပဲရှေ့ဆုံးကနေစပြောဟုတ်ပါလေ academy ကြော်ညာတယ်လို့ပေါ့เนาะနံပါတ်1ရတယ်လို့နောက်ဆုံးပါစူပေးပွဲလို့ဆိုနံပါတ်2 module ကမှာလို့ digital presentation for construction ဆိုတဲ့ဟာဒါလည်းပဲခုနကတော့10ဘာသာတွေကတဘာသာပေါ့နော် second semester မှာသင်တယ်ဒီနံပါတ်2 digital presentation advanced professional communication ကတော့မှာလို့ first semester မှာကလေးကသင်တဲ့ဘာသာပေါ့ဒီကောင်ဆိုလဲ1800ပဲဒါပေမဲ့ဒီမှာအမဒေါ်လာ100ပဲယူတော့တယ်ဘာဖြစ်လို့လဲဆိုရင်ဒီဟာကဘာဖြစ်လဲဆိုလို့ရှိရင်သူကကြတော့အဓိကဒီ Revit ထဲမှာမတို့လောက်ထားတဲ့ model တွေကို Twinmotion နဲ့runner ချပြီးတော့ presentation လုပ်တယ်ပေါ့နော် presentation လုပ်တယ်ဆိုတော့ဒီ client တွေ consultant တွေနဲ့ကိုက consultant ဆိုလဲ client တွေဒီ contractor တွေနဲ့ပေါ့နော်မလုပ်တာလဲဆိုရင် communicate လုပ်တာပေါ့နော် communicate လုပ်တာဆိုတော့ကိုစိတ်ထဲမှာစိတ်ကူးထားတဲ့ပုံဖော်ထားတဲ့ design တွေကိုလုပ်ထားတဲ့ဟာတွေကိုသူများကိုမြင်အောင်ဘယ်လို presentation လုပ်မလဲဆိုတဲ့အပိုင်းကိုသင်တာဖြစ်တယ်ဆိုတော့ဒါပေမဲ့ကျောင်းမှာတော့ကျောင်းကတင်တဲ့ဟာတဲ့မဟုတ်ဘူးအမကထပ်ထည့်ထားရရှိတယ်ပေါ့နော်ထပ်ဖြည့်ထားရရှိတယ်ဒီ professional communication မှာဆိုလည်းပဲကျောင်းကအမတို့စာအုပ်ကြီးတုပ်ပေးတယ်ပေါ့နော်အမပြမယ်ဒီလိုတွေနော်အမlecture slide လှလေးနဲ့ပြည့်စုံအောင်သေချာ slide ပေါင်းအချက် module 3ဆိုရင် slide ပေါင်းအချက်300ကျော်ရှိတယ်ဆိုတော့တော်တော်လေးလှုပ်ထားအားထည့်ထားတယ်ပေါ့နော်ဟိုပိုရှင်းအောင်လွယ်ကူအောင်နဲ့လူရင်းရောက်အောင်ပေါ့အစာအုပ်ကြီးနဲ့ကြတော့ပြင်းစရာကြီးလေနော်တင်တာတော့တင်တာပေါ့ဆိုတော့တင်ပုံချင်းမတူပါဘူးလို့နော်အเจ้าက1800တက်ဆိုင်အမတင်တာပိုကောင်းပြီးတော့ပိုပြည့်စုံတယ်လို့ဘာလို့လဲဆိုတော့အမတို့ကလုပ်ငန်းခွင်ထဲမှာရည်တယ်နော်ကိုဗာလဲကိုတင်ကိုကောင်းမဲ့ဘာပြောမနေနဲ့အဲ့လိုဖြစ်လုပ်ငန်းခွင်ထဲမှာဒီ pay manager ဘွားနဲ့တုန်းကဒီဘင်းကိုချီမှာကိုယုံမှာဘင်း model လာလို့ရဲဆိုရင်လည်းအမတို့ interview တွေလုပ်ခဲ့ရတယ်resume တွေလည်းအများကြီး cover letter တွေအများကြီးဖတ်ခဲ့ရတယ်ပေါ့နော် portfolio တွေအများကြီးကြည့်ခဲ့ရတယ်အဲ့ခါကျရင်အလုပ်ခေါ်မဲ့လူ interview ခေါ်မဲ့လူကဘာမြင်ချင်တာလဲဆိုတာအမတို့သိတယ်ကျောင်းကတင်တဲ့ဟာစာအုပ်ကြီးပေါ့နော်ပြောရမယ်ဆို theory တွေသင်တာပေါ့ဆိုတော့အမကတော့လုပ်ငန်းခွင်နဲ့ဒီနားလည်ရလွယ်အောင်လို့ပြင်လိုက်တာပေါ့နော်ဆိုဒီ3ကနေဘုံမတက်ဘူးဆိုတော့အမဖွင့်ထားတယ်နည်းနည်းလေးပြကြလို့ပေါ့နော် module 3ရောဆိုတော့ဒီမှာဆာမျက်နှာနော်300ကျော်လို့ပြောလိုက်ပြီလား289ရယ်နော်ထည့်လိုက်မယ်လေကျော်တော့ဗာလေဟာ12ရက်လောက်ထည့်လိုက်ရင်300ကျော်သွားပြီလက်ကားပြောတာအမချုပ်ပဲချုပ်ချက်နော်ရှင်းရှင်းလင်းလင်းနဲ့ခေါင်းထဲကိုဒဲဝင်တဲ့ဟာမျိုးပဲအမထားချက်ဆိုတော့ဒီ professional communication နဲ့ပတ်သက်လို့ပေါ့နော်အမကျောင်းကမပါပေမဲ့အမဒါမျိုးလေးထည့်ထားတယ်အဲ့တော့နော်အင်္ဂလိပ်ဘိုးလိုတွေမဟုတ်တော့နော်အမညီမလိုပြန်ပေးထားအဲ့တော့အကြီးကျယ်ဆုံးစိတ်ကူးတွေရှိတော့သူများနားလဲအောင်မပြောပြတတ်ဘူးဆိုရင်ဘာမှတုံးဘူး communication ကအရန်ကိုအရေးကြီးတယ်ပေါ့နော်ဆိုတော့ခါတိုင်းတော့အမဒီဟာကိုတန်းသင်ခဲ့တာပါအခုတော့ဒီ package ထဲမှာပေါ့နော် module တစ်ခုအနေနဲ့ကောက်ထည့်လိုက်တယ်ဆိုတော့အခါကျရင်ဒီထဲမှာokay မာတိကလေးလောက်ထားမှာနော်ဒီနားထောင်တဲ့လူတွေကိုပေါ့နော်ဒါမှမဟုတ်ကိုယ်စာကိုဖတ်တဲ့လူတွေကိုပြောတာကိုနားထောင်မဲ့လူတွေကိုယ်စာကိုဖတ်တဲ့လူတွေဒီနားထောင်နေတဲ့လူတွေကဘယ်လိုလူတွေလဲပေါ့နော်ဆိုပြီးတော့ audience ကိုမတို့အကဲခတ်တယ်ပြီးသွားတဲ့ခါကျရင်ဘယ်လိုစကားမျိုးဘယ်လိုပုံစံမျိုးတွေနဲ့ပြောမှလဲဘယ်လိုတင်ပြမှလဲဆိုတဲ့အပိုင်းတွေပါတယ်ပေါ့နော်ဆိုတော့ဒီဟာက chapter 2ပါလေ2တွေပါကြော်တက်သွားပြီးတော့3တွေပါရောက်တာเนาะဆိုတော့ business နဲ့ပတ်သက်တဲ့ business letter တွေเนาะဘယ်လိုတွေမရေးသင့်ဘူးဘယ်လိုတွေရေးပါတယ်ဆိုတဲ့ဟာတွေပါကြော်ချလိုက်เนาะ business letter အဲ့ဒီမှာ idea တွေအများကြီးပါတယ်เนาะဆိုတော့အမတင်ယူမိသလောက်ရောအမလုံထဲမှာတင်ခဲ့မိသမျှကိုအเจ้าမှာတင်ခဲ့မိသမျှကိုပေါ့နော်ဒါအကုန်လုံးအမဒီနားမှာအနစ်တွေထုတ်ထားတာပေါ့နော်ဒါပေမဲ့ဒီအတန်းဒီလူတွေကိုအမပြကြင်တာဗာလဲဆိုလို့ရှိရင်
ဒီ report တွေ cover letter เนาะအလုပ်ရှာမဲ့လူတွေအတွက်အမတို့အရေးကြီးတဲ့ဟာ cover letter เนาะအဲ့တော့ cover letter ဆိုတဲ့ဟာတွေရေးခဲ့ဘူးတယ်အများကြီးလည်းဖတ်ခဲ့ဘူးတယ်ပေါ့နော်ဒါပေမဲ့အရင်အပြည့်အစုံကြီးအတိအကျကြီးအမတို့အနှစ်သားတကယ်ပေါက်အောင် theory ဘိုင်းမှာအမတို့မသိခဲ့ဘူးပေါ့နော်သူတို့ပညာရေးစနစ်ကတော့အရင်ကောင်းပါတယ်ကျောင်းမှာကလေးကတခါတည်းသင်လိုက်တယ်ပေါ့နော်ဆိုတော့ cover letter ပြီး chapter 9ကတော့အမတို့ resume နေပေါ့နော်ဆိုတော့သူများ resume တွေသူများ format တွေနဲ့ကြည့်ပြီးပြင်နေတော့လားနော်ဆိုတော့ဒီ resume တွေနဲ့ပတ်သက်ပြီးတော့အမတို့ဘာလို့အင်စာတွေလုပ်ဖို့လို့လဲเนาะအလုပ်တစ်ခုရှောက်ရင် resume တစ်ခုဘယ်လိုပြင်သင့်လဲပေါ့နော်ဒါမှမဟုတ်လို့ရှိရင် email တွေအများကြီးနဲ့ CC ခံပြီးသူများစည်ရင်းလုပ်ပေးထားတဲ့အတိုင်းအလုပ်တွေရှောက်နေတော့မလားเนาะကျွန်တော်အလုပ်တွေရှောက်နေတာကြားလာပြီး interview လည်းမရဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီမှာအဖြေရှိတယ်เนาะဆိုတော့ resume format 3မျိုးတင်ထားတာရှိတယ်ပြီးသွားတဲ့အခါကြာလို့ရှိရင်တော့အမတို့ဘာတွေရှုံးလဲဆိုတော့တော်တော်များတယ်เนาะအဲ့ဒီမှာသိစရာတွေအများများတယ်ပြီးသွားရင်အမတို့ portfolio ပေါ့เนาะ portfolio ကတော့အခုက digital portfolio ခေတ်ဖြစ်သွားတဲ့ခါကျတော့အမ Canva AI နဲ့တင်တာပေါ့เนาะဆိုတော့ဒီ module 3မှာကအမတို့ Canva ဘိုင်းလေးပဲပါမှာဖြစ်ပါတယ်Canva ရဲ့ AI ဘိုင်းလေးရပါမယ်ပေါ့เนาะဒါတွေကပါလေโอเค interview မှာမေးရမယ့်မေးခွန်းတွေလာပါလားเนาะဆို LinkedIn ကလည်းပဲအမတို့ career media network ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ LinkedIn profile တွေခုနောက်ပိုင်းမှာအရေးကြီးလာတယ် digital ခေတ်ကိုရောက်လာတဲ့အခါမှာကြောင့်ပြီးသွားရင်တော့အမတို့အလုပ်ဘယ်လိုရှောင်လဲပေါ့နော်ဆိုတော့ဒီ module အတွက် assignment ကတော့အမကိုတကယ်အလုပ်ခေါ်တဲ့အလုပ်၅ခုရှောက်ပြရတာဖြစ်ပါတယ်အမကို CC ခံပြီးတော့အလုပ်ရှောက်တဲ့ email ပို့ရတာပေါ့နော်ဆိုတော့ cover letter resume နဲ့ portfolio တွဲပြီးရင်အလုပ်ရှောက်ပြရတာဖြစ်တယ်ဆိုတော့အလုပ်လျှောက်ပြီးသွားရင်ပြီးသွားပြီဆိုရင်အမကအဲ့ဒီအလုပ်လျှောက်ထားတဲ့ဟာတွေကိုအမကြည့်တယ်ပြီးရင်အဲ့ဒီ cover letter resume portfolio တွေမှာဘာအားနည်းချက်အားသာချက်တွေရှိရဘယ်လိုတွေပြင်သင့်တယ်ဆိုတဲ့ဟာအမ review လုပ်ပြီး assessment လုပ်ပြီးအမနဲ့တယောက်ချင်းတွေ့ပြီးတယ်ပေါ့နော်ဆိုတော့ပြီးသွားတဲ့အခါကျရင်mock interview လိုမျိုးအမကို pin modeler interview လုပ်စေချင်တယ်ဆိုလို့ရှိရင်လည်းပဲအမက English လိုပြောချင်တယ်ဆိုလည်းအမ E လိုပြောပေးတယ်မြန်မာလိုပဲပြောချင်တယ်ဆိုလည်းမြန်မာလိုပြောပေးတယ်ပေါ့နော်ပြီးတနာရီချိန်ပေးတယ်ပေါ့ဆိုတော့ interview တကယ်အမတို့ pin modeler တွေကို interview တုံးတဲကအတိုင်းလုပ်ပေးတာကျင့်ပေးတာပေါ့နော်အဲ့ဒါပြီးသွားတဲ့အခါကျရင်တော့ဘာလုပ်ပေးလဲဆိုတော့ skill test စစ်ပေးပါတယ်เนาะဆိုတော့တလောလေးအမတို့modeler ရှာတော့ skill test တွေရှိရယ်တငယ်ချင်းတွေចောင်းသားတွေသွားလို့ပေါ့နော်ဘယ် company က skill test ကဘယ်လိုမျိုးလဲဆိုတော့အမဆက်စုရတယ်ဒါအမလုပ်ဖို့နော်ဆိုတော့အမចောင်းသားတွေအမကနင်တို့ဘာတွေကျင့်သွားဘာလို့လဲဆိုတော့ interview သွားကနေတိုင်းဒီချက် interview ရတယ်ဘာတွေကျင့်သွားမလဲဆိုတဲ့ဟာကအမနေတိုင်းမေးခံနေရတဲ့မေးခွန်းလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အခုအဲ့ဒါနဲ့မတူတော့ဘူးနော်ဒီတိုင်းလည်းပြောနေရတာပဲဆိုတော့တခါတည်းအမ skill test တွေနော်archi structure တန်းဖြစ်တဲ့အတွက်ဒီ archi modeler skill test တွေ structure modeler skill test အမ skill test ကိုစစ်ပေးတယ် skill test စစ်ပေးတယ်နော် skill test စစ်ပေးဆိုတော့ဖြည့်ကြည့်ဒီအမတို့စစ်တဲ့ skill test တွေကတကယ်လက်ရှိလက်တလောနောက်ဆုံး latest ပေါ့နော်လွန်ခဲ့တဲ့2လလောက်ကမှinterview အောင်သွားတဲ့နော်စင်ကာပူက A1 main ကမေးထားတဲ့ interview မေးခွန်းတွေအစားအမှမှာရှိပါတယ် skill test မေးခွန်းတွေနော်ဆိုတော့မေးခွန်းတွေစစ်ပေးမယ်ပြီးရင်အမတနာရီတွေ့မယ်ခုတ်ချင်းလုပ်ပေးမယ်ဆိုတာခုနကတော့ပြောတယ်နော် skill test ပုံမှာလည်းဘာအားနည်းနေသေးဘာကျင့်ရမလဲဆိုတာအမပြောမယ်အလုပ်လျှောက်ထားတဲ့ဟာတွေပုံမှာကြည့်ပြီးတော့ cover letter resume နဲ့ portfolio တွေမှာဘာလိုနေလဲဆိုတဲ့ဟာတွေလည်းအမဒီတနာရီတွင်းမှာပြောပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့အမနဲ့ appointment ယူလို့ရတယ်ဆိုတော့ဒါက module 3ရဲ့ကိစ္စကိုအမပြောပြလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီမစေးနဲ့ okay module 2ပေါ့နော် module 2က digital presentation ဆိုတဲ့အခါကျရင်ဒါအမတို့ Twinmotion installation အတူတူလုပ်ကြတာပေါ့နော် Twinmotion က free ရတာပါဘယ်သူမှဝယ်ရတာမဟုတ်ပါဘူးเนาะဆိုတဲ့အခါကျရင်ဘယ် Rabbit ဘယ် version ဆိုရင် Twinmotion ဘယ် version ဆိုပြီးတော့သင်္ကာနီးမှပဲအမတို့ပြိုင်တူအတူတူလုပ်ကြတာပြီးသွားရင် chapter 1က conceptual image planning ဆိုတဲ့ဟာအမတို့model တွေassignment တွေမှာ project တွေ model တွေလုပ်တယ်ပေါ့နော်ဆိုတော့အမရဲ့ module 1မှာ BS ဒီ RAS 01မှာက office building တခု assignment 1က assignment 2က housing project assignment 3ကအမတို့
hotel project တခုလုပ်တယ်ပေါ့နော် final mass assignment ကိုအမက condo project တခုချပေးပြီးလုပ်ခိုင်းတယ်အရှိက assignment 3ခုကိုအစအဆုံးအမကဆွဲပြတာပေါ့နော်အဲဆိုဒီ assignment 4ကိုရောက်ရင်ကိုယ့်ဘာကိုလုပ်ခိုင်းတယ် drawing တွေပေးပြီးတော့ဆိုတကယ်လုပ်တဲ့လူကအမစာတွေမေးပြီးတော့ဆက်လုပ်သွားတယ်ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ hotel project လောက်မှ condo project ကမခတ်တော့ဘူးဖြစ်တဲ့အတွက်နော်ဆိုတော့assignment 3ခုလောက်ဆိုရင်စာတွေက3ကပြန်လောက်လဲတင်ပြီးသွားတာဖြစ်တယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာဆွဲထားတဲ့ model တွေနဲ့မတို့ဒီ interior exterior ဒီလိုမျိုး render တွေချပါเนาะဆိုတော့ကိုလုံးမဲ့ design အတွက် architect တွေเนาะဒါကတော့ architect အတွက်ဖြစ်ပါတယ်ဒါပေမဲ့တစ်ခါလေကြာရင်ကျမတို့ structure ပဲဆိုပေမဲ့အဲ့ဒီလူတွေကarchi modeler အလုပ်တွေရကြတယ်ဟိုတလား interview အောင်သွားတဲ့တယောက်ကကြတော့သူက archi ပဲလုပ်ချင်တာเนาะ interview မှာစကားပြောတယ် archi ပဲသူတင်းပြောတယ်ဒါပေမဲ့ဟိုက status ကိုလောက်စမ်းမှာ archi structure ကိုဖြည့်စမ်းမှာဆိုပြီးနှစ်ခုစလုံးဖြည့်ခိုင်းเนาะအမအိမ်မှာလာဖြည့်ကွန်ပျူတာလေးမလာပြီးတော့ကျန်လာဖြည့်လို့ရမလားအိုးရတာပေါ့ဆိုပြီးဆရာတော်ရဲ့နဲ့เนาะဘာလို့လဲဆိုတော့သူကတနာရီစာ recording လုပ်ခိုင်းတာဆွဲနေတဲ့ဟာကိုလေဆိုတော့เนาะအမနာမလာဖြည့်သွားပြီးတော့structure modeler ရာထူးနဲ့အလုပ်ရသွားတယ်ဒီ time မှာနေတဲ့ကလေးပေါ့နော်စင်ကာပူက pass ရတယ်လစာလဲ3000ကျော်3500 something เนาะအဲ့လောက်ရတယ်လူတွေကကိုလုံးချင်တာကိုအားတာတယ်လို့ထင်တာတမျိုးเนาะသူ requirement သူလိုအပ်ချက်သူတို့အလုပ်ရှင်ဘက်ကသူတို့ခန့်ချင်လို့သူတို့ခန့်လိုက်တာတမျိုးเนาะသိလားခါလေးကျရင်7နဲ့ကြောင်းပြီးတဲ့တငယ်ချင်းကအမတို့ခေတ်တော့ရင်7နဲ့ကြောင်းပြီးတဲ့တငယ်ချင်းက M&E တွေထိုင်ဆွဲလို့ M&E drafter ရတယ်သူမေးကြည့်เนาะဆိုတော့အမဆို electronics နဲ့ကြောင်းပြီးတာเนาะဆိုတော့တခါလေးကျရင်လည်းဘာမှမဆိုင်တာကြီးလုပ်ရတတ်တယ်เนาะဆိုတော့အခါကျရင်တခါလေးပြေးလို့မလွတ်တာတွေရှိတယ်အဲ့ဒါကြောင့်မလို့ရှေ့ batch တော့အမက architect structure တက်ခွဲတင်ကြည့်သေးတယ်ဒါပေမဲ့တကယ်တမ်းကျတော့ဒီ BIM modeler လို့ခေါ်လာတဲ့အခါကျရင် main core နေပဲဖြစ်ဖြစ်ပါတွေပဲဖြစ်ဖြစ်ပေါ့နော် archi လို့ပြောရင်လည်း structure လေးရစီချင်တယ် structure လို့ပြောရင်လည်း archi လေးလည်းခိုင်းချင်တယ်သိလားနော်ခုခေတ်ကအဲ့လိုဖြစ်နေပြီလေသိတဲ့လူတွေသိရနော်ခေါင်းကြီးတချို့ဆိုအရန်တရားလွန်တယ်modeler လိုချင်တယ်ဆိုပြီးပြောတယ်အေးရှိတယ်ဘယ် discipline ဆွဲခိုင်းမှလဲဆို all လို့ဖြေတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့အမတို့2014တုန်းကအမက BCA မှာကျောင်းတက်တယ်အဲ့တုန်းက MOH တို့နော်စာလုံးတွေမလေးရှားတွေဖိလစ်ပင်းတွေအမတို့မြန်မာတွေတရုတ်တွေလည်းပါတယ်ပေါ့နော် BCA မှာဒီ management တက်ကြတယ်တက်ပြီးတော့ group ရှိတာပေါ့နော်အခုချိန်ထိအမတို့ဆက်သွယ်ပြတ်ဘူးအဲ့လူတွေအကုန်လုံးကဆရာကြီးတွေဖြစ်နေပြီပေါ့နော်အနည်းဆုံးတော့အမတော် senior bay manager ဖြစ်မှာတော့လွန်ခဲ့တဲ့9နှစ်လောက်တည်း6နှစ်လောက်ကတည်းကဖြစ်နေမှာတော့သူတို့လည်းဖြစ်ပြီပေါ့နော်သူတို့ကပိုးတောင်ဖြစ်သေးတာပေါ့အစားလုံးတွေဆိုရင်နော်တချို့ဆို director တွေဖြစ်ပါတွေဖြစ်နေပြီလူလိုရင်ခေါ်တယ် group ထဲမှာအမအစာတင်နေမှန်းသိတော့အမကိုဦးစားပေးပြီးတော့သူတို့ပြောလို့ရှိတယ်ငါရှိမှာ modeler လို့ဆိုရင်အရင်တော့ဆိုရင်ဘာ discipline လဲဆိုရင် archi structure ဆို structure ပေါ့နော် main core နေမှာဆိုလဲ M&E ဆို M&E ပေါ့ဒီ sub main တွေရှိတယ်နောက်ပြီးတော့ဒီ sub core နေမှာဆိုရင်တော့ electrical sub core ဆိုရင် electrical ပဲပါဆိုတော့ဒါပေမဲ့နောက်ပိုင်းကျတော့မေးတဲ့လူဖြစ်အလွန်ဖြစ်သွားတယ်နော်အရင်တော့ဆိုလို့ရှိရင်ဘာ discipline လဲဆိုရင်all လို့ဖြစ်ရင်ဟဲ့နင်ကလွန်လိုက်လားပေါ့ဒီမှာနောက် group ထဲမှာဘာလို့တယောက်ပဲကပ်ပြီးကုန်ခိုင်းချင်တာလဲပေါ့ဒါပေမဲ့ဒီ covid ဖြစ်ပြီးနောက်ပိုင်းကျတော့မေးတဲ့လူအလွန်ဖြစ်သွားပြီလားဘာ discipline လဲလို့မေးတဲ့လူအလွန်ဖြစ်သွားပြီအကုန်လုံးဘာ discipline ရမှလဲဆိုပြီးပြန်ဖြေတယ်လေတန်းအစားအဲ့လိုတွေပြောင်းကုန်တာပေါ့နော်ခစ်ပြောင်းနေဟာကိုပြောပြဆိုတော့တိတ်ပြီးတော့ခွဲလို့ချလို့မရတော့ဘူးပြီးွားတဲ့အခါကျရင်လေ bin coordinator bin manager level ကိုမြန်တက်ဖို့ဆိုတဲ့အခါကျရင် discipline တွေအားလုံးတူတိုက်ဆောက်နေကြတာပေါ့နော် M&E ကလည်း archi structure ကိုနားလည်ဖို့လိုသလားသလို archi structure သမားတွေကလည်း M&E တွေကိုနားလည်ဖို့လိုလာတယ်အဲ့ခါကျတော့ဒီအခြေခံပိုင်းတွေမှာကခွဲနေတာတိတ်တော့အဆင်မပြေဘူးပေါ့နော်ဆိုတော့ M&E နဲ့တော့တွဲတင်လို့ဘယ်လိုမှအဆင်မပြေလို့ပါနော်ဒီချက်တင်းအောင်သူကသူတက်တန်းနာရီ80တွေပါကြော်ညာပြီးနာရီ200လောက်တင်နေတာအမဘယ်လိုလုပ် archi structure M&E ရောအကုန်လုံးရောပြီးတင်ပေးလိုက်လို့ရမှာလဲနော်2နှစ်လောက်တင်ပြီးတော့ master degree ဒါတခါတည်းတန်းပေးလိုက်တော့
နော် completion certificate ဆိုပြီးတင်နေလို့မရတော့အဲ့လောက်တင်ပြီဆိုရင်တော့ဆိုတော့တန်းဆိုအခုတော့အမပြန်ပေါင်းနေပေါ့နော် Archi နဲ့ structure နဲ့ကိုပြန်ပေါင်းဆိုတော့ဘာလဲဆိုတော့ interview သွားတဲ့အချိန်ကျရင်ခုနလိုပဲ Archi structure ဖြည့်ပါလို့ကြုံလာတဲ့အခါမျိုးကျရင်ဘာလာဖြည့်နိုင်အောင်လို့လည်းဖြစ်ပါတယ်နော်ဆိုတော့ဘာပဲဖြစ်ဖြစ်ခွင့်ရေးတစ်ခုရနိုင်ဖို့အတွက်အမ Archi နဲ့ structure ကိုပြန်ပေါင်းတယ်ဆိုတော့ဒီ module 2လေးကတော့ Archi သမားတွေအတွက်ပဲဆိုင်ပါတယ် M&E တွေ structure တွေနဲ့တိတ်တော့မဆိုင်ဘူး M&E structure သမားတွေကလေအမ M&E ဘဝတုန်းကလေးကအရန်ဆက်စုတော့အမဒါတွေလေ့လာခဲ့တယ်ဝါသနာပါလို့လည်းဖြစ်ပါလိမ့်မယ်နော်ဆိုတော့ဒါပေမဲ့လည်းအစချင်းမှာဒီ concept Archi ဘာလုပ်နေလဲဆိုတာအမတို့သိထားပါတော့နော်ဆိုတော့တရုံထဲမှာတမိုးအောင်မှာတူတူထိုင်ပြီးသူတို့ဘာလုပ်နေလဲဆိုတာကိုသိရင်လည်းတမျိုးတော့ကောင်းတယ်ပေါ့ဒါပေမဲ့ coordinator manager ဘဝကိုရောက်လာရင်သူတို့ဘာလုပ်နေလဲဆိုတာအမတို့မသိလို့ကိုမရတော့ဘူးတလားနော်ဘယ်သူမှဘေး modeler ဘဝမှာအမကလေးတွေကဘယ်တော့မှအကြာကြီးမနေဘူး2နှစ်လောက်ဆိုရင်သူတို့ယာရူးတိုးပြီဆိုတော့ကိုအဲ့လို level မှာမတတ်မှတ်ထားနဲ့ဘာလို့လဲဆိုတော့အမဘက်ကအကုန်တင်လွှတ်လိုက်တာဆိုလို့ရှိရင်ဒီ photorealism ဒီဓာတ်ပုံနဲ့ပါနဲ့စိတ်ဝင်စားဖို့ကောင်းပါတယ်နော်ဆိုတော့ rendering အကြောင်းတွေအမတို့တင်တယ်အမကိုယ်တိုင်တော့ M&E သမားပဲလीနော်အမတော့တင်နေသေးတာပဲကျွန်တော်တို့ကဘာလို့မတက်ရမှာလဲဆိုအမဓာတ်ပုံရိုက်တာဝါသနာပါတယ်အဲ့ဒါကြတော့ဓာတ်ပုံနဲ့ပတ်သက်တဲ့concept တွေအမထည့်ထားတယ်ဒီနီလေးတွေနဲ့ပါတဲ့ဟာပဲကျောင်းကဒါအမတက်ခဲ့တဲ့ကျောင်းရဲ့ logo ပေါ့နော်ကျန်တဲ့ဟာတွေကအမကောက်ထည့်ထားတာလေဆိုတဲ့အခါကျရင်ဒီ camera position and composition တေချာပေါ့ပေါ့နော်ဒါတွေကအမရဲ့ဓာတ်ပုံသင်တန်းတွေအများကြီးကို350လောက်ကုန်ခံပြီးတက်ထားသမျှဟဲ့တိုးပြီးရိုက်ထားသမျှအထွေကြုံနေဓာတ်ပုံနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဆိုတော့အမတို့ကိုပြချင်တဲ့အရာတခုကိုသူများသဘောပေါက်အောင်နားလည်အောင်စိတ်ဝင်စားအောင်ပေါ့နော်ဘယ်လိုပြမလဲဆိုတဲ့ကိစ္စတွေမှာအရေးကြီးပါတယ်တခုခုဆိုရင်ရှင်းအောင်ပြောတတ်တာပေါ့နော်ကိုပြောချင်တာကိုသူများနားလည်အောင်ပြောဖို့ကိုဟာကိုတော့တက်နေတာပဲလေကိုပြောနေတာကိုသူများနားရှင်းအောင်နားလည်အောင်နားဝင်အောင်တနည်းအားဖြင့်မှတ်မိသွားအောင်ခေါင်းထဲမှာဆွဲသွားအောင်ပြန်အသုံးချနိုင်အောင်အဲ့လောက်ထိပြောနိုင်မှအဲ့လောက်ထိပြနိုင်မှဖြစ်တာပေါ့နော်တခါလေကြာရင်လည်းပါလေအယူအိမ်မက်တယ်လို့ပဲဆိုလားနော်အယူကလည်းယူအိမ်မက်ကလည်းအိမ်မက်ဘယ်လိုပြန်ပြောရမှန်းလည်းမသိနော်ဘာတွေပြောနေမှန်းလည်းမသိအေးပါကွာကောင်းတယ်ဟိုမှာဗီဒီယိုကောခေါ်ပြီးဟိုဘက်ကတယောက်ကိုပါတက်ခိုင်းနေတာတင်တယ်ဆိုနော်ဘယ်လို composition တွေရှိရဲဆိုတော့ဒါတော့ဓာတ်ပုံနဲ့ပတ်သက်တဲ့ idea တွေဖြစ်ပါရဲ့เนาะအမတစ်သက်လုံးသင်ကြားစုဆောင်းထားတဲ့ဟာတွေပါဆိုတော့ chapter 3ကတော့အမတို့ material creation ဘိုင်းဖြစ်ပါမယ် render အတွက်เนาะဆိုဒီ material တွေကတော့အမတို့လူတိုင်းနဲ့လည်းဆိုင်ပါတယ်เนาะအမပြောလို့ color theory လေးတွေတင်တယ်ပြောလို့เนาะ material တွေဘယ်လို create လုပ်လဲဆိုတဲ့ဟာတွေဖြစ်ပါတယ်ဆိုတော့Archi structure ရဲ့ M&E ရဲ့မှာ Archi နဲ့ပဲဆိုင်တာဆိုပေမဲ့လည်းစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့နော်ဒေါ်လာ100ပဲဘယ်သူမှအကျိုးမရောက်ပါဘူးဟဲ့ဒီချမ်းမဲမှာလုံနေရတယ်တင်တန်းကြော်ညာနေတာဆိုတော့တင်တန်းမိတ်ဆက်နေရတယ်တော့မတူတော့နော်ဆိုတော့ interior design package အထားတဲ့လူတွေ10ရောက်လောက်တော့ရှိပါတယ်နော်တစ်ဝက်လောက်ရှိလားမသိဘူးအမစင်းမလုပ်ရသေးဘူးနော် sorry exterior rendering နော်ပြီးသွားတယ်ဒါတွေလောက်တက်သွားမယ် high rise bay တွေနဲ့ပတ်သက်ယူရတဲ့ camera angle တွေနည်းနည်းကွာတယ်နော်ဆိုတော့ဒီမှာဒီဟာဆိုရင်နောက်က background တွေ photoshop နဲ့ချိန်ထားတာဒါပေမဲ့ရှေ့တန်းကစပြီးတော့အမ photoshop ကိုမကင်တော့ photoshop ကခက်တယ်ကြားတယ်requirements များတယ် software ကြီးတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အခုက AI ကိပြစ်သွားတော့Gemini က Nano Banana တို့နော် Leonardo တို့ AI တွေပေါ်လာတယ်ဓာတ်ပုံတွေနော်ဘာလို့ဟိုမှာ Photoshop တွေဒုက္ခခံပြီးမတက်ခိုင်းတော့ဘူး background တွေပြင်ပြီးတော့မှဒီနားမှာနော်လလေးထည့်ပေးပါတို့ဒီနားမှာဗာလေးထည့်ပေးပါတို့ဘလို့လိုချင်တာတို့ဆိုတဲ့ဟာဒီ prompt ရေးပြီးတော့မှ AI ကိုခိုင်းလို့ရတယ်နော်ဆိုတော့ဒီ module 2ကအမတို့twin motion နဲ့ AI နဲ့သုံးပါဖြစ်ပါတယ်ဒါကတော့ animation render ပေါ့နော် render ချပြီးအမတို့ animation တွေလုပ်တယ်ဆိုတော့ဒါဒီ chapter 7ရောက်တော့အားလုံးနဲ့ဆိုင်တာအကြောင်းတက်မဲ့လူတွေဆိုလို့ရှိရင်တေချာပေါက်ကျောင်းမှာအမတို့ဘာလုပ်ရလဲဆိုလို့ရှိရင်presentation လုပ်ရတယ်နော်ကျောင်းဘယ်ကျောင်းပဲတက်တယ်နော် BCA မှာပဲတက် Singapore Poly မှာပဲတက် specialist diploma လေး6လပဲတက်ကျောင်းပြီးဘွဲယူကနေ presentation လုပ်ရတယ် project လုပ်ရတယ်အဲ့ project ကိုဒီလို animation နဲ့
presentation နောက်ဆုံးမှတင်ပေးရတာပြပေးရတာပေါ့နော်ဆိုတော့အမလူတွေကတော့ဒါတွေကျွမ်းကျင်တဲ့အခါကျတော့အများတမ်းပဲတောင်းမှလည်း group ဖွဲ့ပြီးရင်တို့က lead ပဲလုပ်တယ်ပြီးွားရင်ဒီအသက်သာဆုံးအပိုင်းတွေအမရွေးပြီးလုပ်ခိုင်းတာပေါ့နော်ဒါတွေကလုပ်တတ်တဲ့လူတွေအရန်သက်တာတယ်ပေါ့နော် model တွေထောင်နေရတဲ့လူတွေထက် model တွေထောင်နေရတဲ့လူတွေdesign analysis တွေ run ရတဲ့လူတွေအရန်ပင်ပန်းပါတယ်နော်ဆိုတော့ဒီ Bain for sequencing တို့ project လက်ပတ်ပြီး presentation လုပ် animation တွေလုပ်တဲ့အပိုင်းတွေယူခိုင်းလိုက်အဲ့လူတွေကခဏလေးနဲ့ပြီးပြီးတော့ဇိမ်ပဲနော်ဟိုလူတွေ model ပြီးဖို့ဟိုလူတွေ model ပြီးတာနဲ့သူက AC ပဲဒီလားနော်ဆိုတော့animation render ရှိတယ်ဆိုတော့ M&E သမားတွေ M&E ပဲနော်အမားတွေပဲတွေရှိတယ်ကျောင်းတက်ပြီးအမရေး present project လုပ်ရမှာဆိုရင်ဒါတွေပြန်လာတင်တယ်အမရှိမှာပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်ဆိုတော့အဲ့ဒါတွေရှိတယ် video editing ပိုင်းပါတယ်ပေါ့နော်ပြီးဒါလေးကတော့ lake house လေးပေါ့လေဒါကဘာအတွက်လုပ်တာလဲဆိုလို့ရှိရင်အမတို့ဒီ VR နဲ့ကြည့်တဲ့360ပေါ့နော် panorama photo တွေဘယ်လိုလုပ်ပြီးတော့ဘယ်လို sharing လုပ်တယ်ဖုန်းနဲ့ဘယ်လိုကြည့်တယ်ဆိုတဲ့ဟာတွေပေါ့နော်။ဘာညာတော့မဟုတ်ဘူးလားနော် interview တွေပါတွားတဲ့ခါကြလို့ရှိရင်ပုံမှန်ရိုးရိုးတွားတဲ့လူတွေနဲ့ဒါတွေတည်သွားပြီးတော့မှဖုန်းထဲမှာ360ပိုင်းလှည့်ပတ်ပြီးတော့ဒါငါရင်တော့လှုပ်ထားတဲ့ဟာလေးတို့နော်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ငါဒါတွေလှုပ်တတ်တယ်ငါ training project တွေမှာဒါငါလှုပ်ထားတဲ့ project လေးနင်စိတ်ဝင်စားရင်ကြည့်မလားဆိုပြီးဖုန်းလေးဖွင့်ပြီး360ဒါလေးလှည့်ပတ်ပြလို့ရှိရင် interview ရဲ့လူကတိတ်သဘောကျနော်သူလည်းမလှုပ်တတ်ဘူးလေဒါတွေကိုအရန်ခတ်တယ်ထင်တာနော်ဒါကြတော့လွယ်လွယ်လေးနော်အဲ့ဒါသူအဲ့ဒါကိုသူကြိုက်သွားတဲ့ခါကျရင်ခေါင်းထဲမှာကိုပဲကြံခဲ့တာနော် channel တွေဘလောက်တော်သူစိတ်ဝင်စားသူဒါခေါင်းထဲမှာကိုပဲမှတ်မိသွားပြီးတဲ့အခါကျရင်ကိုပဲလုပ်ရတာနော်အဲ့ခါကျရင်လာစာတွေပါတွေဆိုလဲသူကြိုက်နေပြီမှန်းသိလို့ရှိရင်ဘာမှ short ပေးနေကြအကြောင်းမရှိဘူးသိလားနော်အေးရှာဟဲငါကြိုက်တယ်ခန့်လိုက်ဆိုပြီးနေပြီအေးရှာဟန်လုပ်ပြီးသားစစ်နေတာဟိုကတော့ခန့်ခိုင်းနေအဲ့လိုမျိုးတွေနော်ဆိုတော့ interview တွေမှာလည်းပဲအမတို့technique တွေရှိတယ်သိလားနော်တချို့ကကြတော့ interview ဆောင်မွေးပွဲလို့သဘောထားတယ်ဆောင်းဝဲလို့သဘောထားကြောက်တယ်ပေါ့နော် excited ဖြစ်တယ်ပြီးရင်မေးတခွန်းဖြေ no လူတိုင်းအကုန်မသိဘူးသူမေးသမျှမေးကုန်ကိုဖြေနိုင်ကြမလို့ဘူးတကယ်အကုန်သိချင်မှသိပါလေသူကဘလို့မှမသိဘူးအကုန်လုံးဘယ်သူမှမသိဘူးနော်တပ်ပင်ညူတာဖေရလွယ်ကြီးကျယ်တာပြောတယ်တာဆိုအမတို့ကလည်းမေးတာသူအကုန်သိရမယ်လို့တတ်မှတ်ချက်မရှိပါဘူးဘယ်လောက်ထိသိလဲသိချင်လို့လားဘယ်လောက်ထိသိလဲဆိုတာသိချင်လို့လားမေးတာလေတခါလေးလဲတော်နေတိုင်းလဲခန့်တာတိတိုင်းလဲခန့်တာမဟုတ်ဘူးเนาะသိလား personality ကိုလည်းအကဲခတ်သိတယ်ရိုးသားတာလားကြောက်တတ်တာလားเนาะမျက်လုံးတွေကအယောင်ရှိရလားတခါလေးအဲ့ဒါအစားကြည့်ဘာလို့လဲဆိုတော့အလုပ်ထဲရောက်ရင်မတူညီတဲ့ခက်ခဲတွေအကြုံရပါเนาะသိရမှာလားလူတယောက်ရဲ့ personality ကိုလည်းစစ်ဆေးအဲ့တော့ interview မှာရှိသမျှမေးခွန်းကုန်လုံးငါဖြေရမယ်ဒီမေးခွန်းရငါမသိဘူးငါမဖြေနိုင်တော့အဲ့ဒါတွေကြောက်နေတာကြောက်မရှိပါဘူးမသိလည်းမသိပါဘူးပဲပေါ့နော်ဆိုပြီးွားရင်သူစိတ်ဝင်စားလောက်တဲ့ဟာเนาะအခွင့်အရေးရတာနဲ့သူ့ကိုကဲခတ်နေဖို့လိုပါတယ်အကြောက်လွန်နေရင်သူဘလို့လူလဲသူဘာလိုချင်တာလဲသူဘာဖြစ်ချင်တာလဲကိုမသိဘူးเนาะမသိရတဲ့အခါကိုကကြောက်နေတာဟုတ်အဲ့ခါကျတော့ကိုကမသိတော့ဆိုအဲ့လိုမဟုတ်ဘူးပေါ့ပဲသူပြန်ကဲခတ်ရတယ်သူဘာလိုချင်တာလဲပြီးရင်သူဘလို့လူမျိုးလဲပေါ့เนาะတချို့ကနင်းငါ့ဘာ project အတွက်ခန့်မှာလဲတခါလေးကြာရနော်အခွင့်အရေးတာလို့ရှိရင်ပြန်ထောက်သူစကားလေးစပြောတာနဲ့သူ့ကိုအလိုက်ထိုက်ကလေးစကားလေးထောက်ပြီးများပြောချင်အောင်လို့နော်ပြီးသွားရင်သူကြီးပဲထိုင်ပြောတာတနာရီလုံးပြီးလားပြီးလဲပြီးသွားဟဲ့နင်းနဲ့စကားပြောတာအရန်ကောင်းနင်းရဲ့စကားပြောတာအရန်ကောင်းအမှန်တော့သူကြီးပဲပြောတာသိလားသူကြီးပဲပြောသွားတာကိုက view တာလား तू ကပြဲတာလားတော့မသိဘူးသူကြီးပဲပြောပြီးကိုအလုံးခံလိုက်ရောသူနဲ့ကီးကြိုက်သွားတော့လေအကုန်သိကြမလို့ပါဘူးเนาะအလုပ်ထဲမှာလည်းအဲ့ဒီမေးနေတယ်များမေးခွန်းနေလဲအကုန်လောက်ရတာမဟုတ်ပါဘူးเนาะဆိုတော့ interview မှာအဲ့လို technique တွေရှိပါတယ်ဆိုတော့အဲ့ဒါတွေကခုန module 3မှာသင်လိုက်เนาะဆိုတော့ကြုံရင်ကြုံတယ်လို့ပြောပါတယ်ဘယ် module မှာပဲဖြစ်ပါเนาะ module 1တက်လဲအမလမ်းကြုံပြောပြပါတယ်ဆိုတော့ဒါတွေเนาะအမငယ်တော့ဒီလိုဟာတွေကအစောက်ဝယ်ထားတာ Autodesk ကလည်းပေးတယ်လေရင်တော့เนาะ interview သွားရင် job board မှာချိတ်သွားတာပဲဗျာခက်တီပဲ laptop တွေရော iPad တွေရောတွေ့ရတယ်ကုန်တဲ့သွားတာပဲဗျာเนาะပြီးရင်ဈေးကြီးနဲ့ slim bag 8တလုံးကလည်းဆွဲသွားတယ်အိတ်ရှာဈေးစစ်မှာဆိုလို့လေ second interview လောက်ဆိုရင်ငါအကောင်းစားတွေတုံးတာငါလာဈေးမစစ်နဲ့ဆိုရင်ရန်ဒတ်တွေပါငယ်တော့လုပ်ခဲ့တာတွေပြောပြဆိုအဲ့လိုတွေပေါ့နော်ဟေးကြီးဟန်ကြီးနဲ့သွားတဲ့နေရာကျဟေးကြီးဟန်ကြီးနဲ့သွား
ပြီးအဲ့လိုဟာတွေတိုးလို့တက်လောက်နေတယ်ဟာပြီးလို့ရှိရင် project တွေနဲ့အတင်းထိုးပြင်ပြတာပဲနော်ရင်မင်းစုမှာတခါမှ interview သွားတယ်အမှ project manager bin manager 2ယောက်တဲ့နော်ဘာ manager ဆိုလား1ယောက် M&E manager ဆိုလား1ယောက်4ယောက်အမှယောက်ျားကြီး4ယောက်5ယောက်တည်းကိုထိုင်ပြီးတော့ interview တာအမှလည်း projector တွေဖွင့်သူတို့အဲ့လိုဟာတွေဖုန်းတွေနဲ့ iPad တွေနဲ့လည်းပြနော်4ယောက်သားနော်ပြီးတော့ဟိုကရုံးစင်းတော့အလန်းနေထားမိလာပြီးတော့ဂျပန်ကုမ္ပဏီလေးတည်လားဗုဒ္ဓဦးနေတဲ့ no OT တဲ့ပြန်တော့ဆိုနှင်ထုံးမှာပဲပြန်လာခဲ့ရတယ်တနေ့ကုန်နေကင်းတွင်းစားပြီးတဲ့ထိုင်ပြူးလိုက်အေးနေနဲ့စကားပြောလိုက်တာဒါပေမဲ့စိတ်မပူနဲ့တဲ့နေ့ကိုခန့်မှာမဟုတ်ဘူးတဲ့ဟိုဖိလစ်ပိုင်ဘီမန်နေဂျာကောင်လေးကအမကိုကြိုပြောလိုက်တယ်အမဘင်းကော်နေဒါယာရုနဲ့အင်တာဗျူးသွားငယ်ငယ်တော့နင်းခန့်မှာမဟုတ်ဟဲ့ဘာဖြစ်လို့လဲနင်းတောင်းတဲ့လစာ9လစာ2လစာလောက်ရှိတယ်တခါလည်းပြောလွတ်လိုက်တယ်ဒါတိတ်ကလေးကပ်ပြီးတော့ပြန်ကန်နေပါနင်းအင်တာဗျူးရတာပြောလိုက်တာတဲ့ပြောရပြီးတော့ခန့်မှာမဟုတ်ဘူးတဲ့နင်းလစာ2လစာလောက်ငါဥစား2ဆလောက်ရှိတယ်ဆိုအေးမခန့်နေပေါ့ငါလည်းလောက်မြမယ်ပြောင်းပါနော်လက်ရှိလုံးမှာတေလောက်အောင်ပြောင်းချင်နေလဲလက်ရှိလုံးမှာတေလောက်အောင်စင်မပြေလဲအင်တာဗျူးမှာဘယ်တော့မှမပြောပါငါလက်ရှိလုံးမှာစင်ပြေနေတာဘာကိစ္စနေလို့အဲ့လောက်မှမပေးငါဘာကိစ္စဒုက္ခခံပြီးပြောင်းနေမှာလဲပြေမပြေနော်လက်ရှိလောက်ကမန်နေဂျာနဲ့ငါနဲ့မလေးအရန်ခင်တာအရန်ချစ်တာနော်ငါတို့ကမိသားစုလုံးနေအရန်ကိုစင်ပြေတာနင်တို့အဲ့လောက်မှလစားလေးဒီလောက်မှတိုးမပေးငါဘာကိစ္စပြောင်းမှာငါဟိုဘက်မှာအရန်စင်ပြေနေတဲ့ဟာဒါမျိုးတွေလုပ်ရတာပါနော်အင်တာဗျူးဆိုသမီးဒီဘက်ကပြောရနော်မြန်မာကလေးဆိုပို့တော်ဆိုတဲ့လက်ရှိလုံးမှာအမအေးသမီးဘလို့နှိပ်စက်တာတဲ့လက်ရှိလောက်ကမကောင်းတာကြီးပဲအမကိုပြောတယ်so no ဟုတ်ဘူးနော်အဲ့ဒီတယောက်ကလူကြီးကိုအဲ့လိုမြင်တာလားအဲ့ဒီတယောက်ကအလုပ်ကိုအဲ့လိုသဘောထားတာလားကိုလည်းကြလဲသူအဲ့လိုပဲပြောမှာလေအဲ့တော့အမခန့်မှာလားပဲစဉ်းစားကြည့်မကောင်းတာတွေသွားမပြောရအောင်နော်အဲ့လိုတွေသင်ပေးပါတယ် so ဟုတ်ပြီဗာပြောနေအတမ်းမစိတ်တွေပေါ့နော်ဒါတွေဆိုလို့ရှိရင်ဒါကျောင်းက project ဒါကတော့အမရဲ့ဒီကျောင်းမှာဒီဘာသာအတွက်တင်ခဲ့တဲ့ final project ပေါ့နော်ဒီဟာဆိုတော့ဒါတွေလောက်တက်အောင်အမတင်ပေးတာပြီးသွားရင်ဒီကျောင်းဒါကအမတပည့်တယောက်ရဲ့ကျောင်း project အမကူလုပ်ထားတာပေါ့နော်ဆိုတော့အဲ့လိုမျိုးအမ project လုပ်ကိုင်းနေမလုပ်တတ်ဘူးဆိုလာပြောရင်အမတနာယူဒေါ်လာ50ယူတာနော်အဲ့ဒါအနည်းဆုံးဈေးပဲအခင်ဆုံးလူတွေမို့လို့တကယ်တင်းတန်းဒီမှာတင်းတန်းတက်ထားလို့ရှိရင်ကိုယ့်ဟာကိုလုပ်တတ်ပြီအမဒီမှာတနာယူဒေါ်လာ50နဲ့နီးမှာအရန် stress တွေများပြီးတော့အနားနီးမှာလာပြီးလုပ်နေကြမလို့တော့သိလားအဲ့လိုမျိုးဆိုတော့ဒါကျောင်း project အမကူလုပ်ထားတာဒါတွေအကုန်လုံးကလောက်ရတာတွေကြီးပဲเนาะအဲ့ဟာယူလက်ပတ်ပြီးတော့ပြပြီးတော့ဒါ Rabbit ထဲမှာဒါမူရင်း project ပေါ့เนาะဒါကအမတို့ပြင်တဆောင်မဲခြံထားလိုက်ပြီးတော့နည်းနည်းပါးပါးရုပ်ဖြတ်ပြီးတော့တုံးလိုက်တာပေါ့เนาะဘာလဲဘာ right တွေလဲညာ right တွေလဲညှိမှာဆိုလို့เนาะဆိုတော့ဒီဟာကပြီးသွားရင်အမတို့ဒါ digital presentation ပိုင်းပေါ့เนาะဆိုတော့ချမ်း30အထိပါအရင်တန်းနေချင်းတင်တော့အမဒီ module 2မှာ portfolio ထည့်တင်ပေးတာပေါ့နော်အခုနောက်ပိုင်းတော့မတင်ပြတော့ဒီလိုမျိုးတွဲလိုက်တော့တန်းစီဖွင့်တာမဟုတ်တော့ပဲねbin for archi structure ဆိုပြီးတော့အမကဒါတွေဒီ module 3ခုစလုံးပေါင်းလိုက်တော့မှ bin for archi structure BAS လို့အမခေါ်တာ module 1က Rabbit ပိုင်းပဲတင်တာဖြစ်တဲ့အတွက် Rabbit architecture and structure လို့ပြောတာပေါ့နော်ကျန်တဲ့နှစ်ခုပါမှအမဒီ BIM ဘိုင်းလို့ခေါ်လိုက်တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နာမည်တွေကတော့ပေးချင်ပေးထားတာပါဟဲ့အားတက်စရာကြီးပါနော်။ဘာတွေချက်ပြောထားလဲတစ်ချက်ကြည့်မယ်။ဆိုတော့ဒီ module 1ကိုတက်တယ်ဆိုရင်အမကဒီ completion certificate ကိုနှစ်ခုပေးမှာတစ်ခုလည်းပေးမှာမဟုတ်ဘူး Autodesk completion certificate ကို Archi အတွက်လည်းပေးမှာ structure အတွက်ဘာကြောင်းမဲ့တက်ချင်ပေါ့နော်ဆိုတော့ဒီကြောင်းတွေဘာတွေဆက်တက်ချင်တယ်ဆိုလို့ရှိရင်ဘေးနဲ့ပတ်သက်တဲ့ဟာဒီ building နဲ့ပတ်သက်တဲ့ဟာတွေမှာဒီ Rabbit တွေကိုတောင်းတာပေါ့နော်ဆိုကနေဒါမှာအမတို့ကြောင်းတက်တော့ဆိုလဲတောင်းတာပဲအဲ့တော့ဒီ Rabbit architecture modeling and drawing preparation ပိုင်း Rabbit architecture အမတစ်ခုပေးမှာ advanced level ဆိုပြီးပေးမှာပါနော်ဆိုတော့ Rabbit structure modeling and drawing preparation ဆိုပြီးတော့ certificate နှစ်ခုပေးမှာပြီးသွားတဲ့အခါကျရင် okay ဘာတွေချက်ရေးတာလဲစိတ်ချနော်အမတို့လူတွေကလုပ်ငန်းခွင်အလုပ် interview သွားရင်လည်းမျက်နှာမငယ်ရပါဘူးနော်လုပ်ငန်းခွင်နဲ့ရောက်ရင်လည်းဘယ်တော့မှမျက်နှာမငယ်ရပါဘူးဒါလုပ်ငန်းခွင်နဲ့ရောက်တော့မှအရန်သိတာနော်လုပ်ငန်းခွင်နဲ့ရောက်အချင်းချင်းကြည့်လိုက်အရန်သိတာပြီးလုပ်ငန်းခွင်နဲ့ရောက်မှကျောင်းတက်ချင်လို့ certificate မရှိလို့ဘေးကကောင်ကနော်တီချာမင်းတပည့်တွေတက်တော့ကျွန်တော်တို့မတက်လို့ဆိုပြီးတော့မှဒီ01တန်းတွေကိုလှုပ်ထက်ရောက်မှအမတို့စီမှာတစ်ခေါက်ပြန်လာတက်နေတဲ့လူတွေလည်းအများကြီးရှိတယ်သိလားနော်ကြက်များဆဆမပြောချင်ဆိုတဲ့အခါကြလို့ရှိရင်ဒီမှာအမတင်ရိုးဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီတန်းမှာအမတင်မဲ့ဟာပေါ့နော်ဆိုဒီနေ့
အချိန်ရသေးတယ်ဆိုရင်ရမှာပါဒီပင် BDC BIN IDD ဒီပင်နေနဲ့ပတ်သက်တဲ့ဟာ chapter 1မှာပေါ့နော်ပင် fundamental ဆိုပြီးအမှပြောမယ်ဆိုတဲ့အခါကျရင်အခုအမ WhatsApp ကနေပြီးတော့ဒီနေ့ chapter 1ရဲ့ lecture slide လေးပို့မယ်ဒီရှိသမျှဟာတွေအကုန်လုံးကတော့အမတို့ခုန Google Drive ထဲမှာတန်းစီပြီးတော့ရှိလိမ့်မယ်ပေါ့နော်ခဏနေအတန်းပြီးသွားတာနဲ့အမထည့်ထားပေးပါ practice ပိုင်းနေအမထည့်ထားပေးမယ် okay WhatsApp ကအဲ့ဒီပြနေရတယ်ခုနလေးတွေအမ shopping mall ကိုတွားပြီးတော့ internet maximum speed နဲ့ပါလို့လဲဆို wifi မရှိဘူးလေဒီမှာ data port တွေပါလေအစင်တင်ထိုးစရာမရှိဘူးအဲ့တော့တက်မယ်ဆိုရင်ကြာအောင်ပါဆိုတော့အဲ့ဒါတော့ဝယ်စာမတင်ရင်ပြေးဝယ်ရသေးတယ်နော် okay ဒါကလောက်အောင်ဖွင့်ထားမိရဲ့လို့ထင်တာပေါ့နော်ဖွင့်တယ်မျက်စိနောက်တော့ပြန်ပိတ်တယ်အဲ့လိုဖြစ်တော့PowerPoint ဆိုရင် file site ကြည့်မှာပါ okay ထောက်ရလာလို့ပိတ်တာမြန်တာဆွမ်းနေရောက်နေပြီအေးပါသမီး last minute မှာဆိုနည်းနည်းခွာကြအောင်ထွက်သွားတယ်ထွက်သွားပြီနော်အဲ့လိုပဲနှစ်ခါပြန်လေးပို့Okay so အမတို့ဒီ01မှာနော်အခီပိုင်းရော structure ပိုင်းရောပါမှာပါအခုတင်မှာ chapter 1ပေါ့နော်ဒီနေ့ကတော့ဒီလောက်ရောက်ခဏနေအမတို့10နာရီ7ခွဲဆိုတော့ခဏနေ7 minute လောက်ပေးနာမယ်ခဏလေးတောက်တာခဏအောင်ထားပြီရရ BIN ပါလဲညာလဲကိုလဲကွာလဲ Okay ပြီးသွားတဲ့အခါကျရင် responsibilities တွေပါတယ်ပြောရနော် chapter 2ရောက်ရင်အမတို့ Autodesk Revit Fundamentals တွေအကြောင်းသင်ပေးပါတယ်ပြီးရင် chapter 3မှာတော့အမတို့ architecture modeling essential ပေါ့နော်။ဒါအဲ့ဒီဘိုင်းမှာဆိုလို့ရှိရင် okay template တွေကနေစပြီးတော့နော်။အမတို့ဒီ ready made template တွေနဲ့ဘာလို့လို့အခက်အခဲမဖြစ်တဲ့ template တွေပေါ့နော်။ center တွေမှာ Singapore center တွေမှာ2ရက်တန်းလို့3ရက်တန်းလို့တင်တဲ့အခါကျရင်အဲ့ပြဿနာတွေလိုက်ရှင်းနေပုံမအောင်လေနော်။ဘာလို့သူတို့ကဘာလို့လို့ပြဿနာမတက်တဲ့ ready made template တွေနဲ့အစင်သင်းလုပ်ထားပြီးတာပေါ့နော်။ဒါပေမဲ့အမတို့အဲ့လိုမလုပ်ဘူးနည်းနည်းပင်ပန်းခံပြီးတော့template တွေကနေစပြီးနားလဲအောင်တင်တယ် Autodesk က template တွေကနေပဲเนาะခက်ခဲတွေကြုံရင်လည်းအမတို့ဖြည့်ရှင်းတယ်ပေါ့နော်အလုပ်ထဲရောက်ရင်လည်းကြုံရမှာဖြစ်ပါတယ်ခုနလို2ရက်တန်း3ရက်တန်းသွားတက်ပြီးလုပ်ထဲရောက်လာတယ် template တောင်မှန်အောင်မရွေးတတ်ကြပါဘူးဆိုရဲကကြရင် okay အဲ့တော့အမတို့ modeling လုပ်တယ်ပေါ့နော်ဒီ wall တွေစပြီးတဲ့အခါကြရင် floor တွေ ceiling တွေပြီးရင် assignment 1မှာအမတို့ဒီ office building လေးနှစ်ထပ်ပေါ့နော်ဒီ assignment 1 office building လေးစဆွဲလွယ်တဲ့စီကနေစတင်တယ်ဆိုအမတို့လွယ်တဲ့စီကနေသွားရတာဒီ office building လေးဆိုရင်ဒါ floor ဟိုဒီသူ့ရဲ့ခေါင်မိုးလေးကဒါ floor နဲ့ဆွဲထားတာနော်ဆိုတော့office building လေးတခုအစအဆုံးကိုဒီအဆင့်မှာအမတို့ဆွဲတတ်သွားပြီပြီးတော့မှ roof တွေဆွဲတာအမတင်ပေးတယ်ဒီ dormer တွေပြီးသွားတယ်လှေကားတွေပေါ့နော် stairs တွေဆိုလေကားတွေ openings တွေဆွဲလို့ပြီးသွားပြီ modifying tools တွေစုံသွားပြီဆိုတဲ့အခါကျအမှန်တော့ဒါနည်းနည်းလေးနောက်ရောက်နေတယ်အမပြန်ဆင်ထားပေးမယ်တဒန်းနဲ့တဒန်းကတော့အဲ့လိုပဲအမတို့နော်နည်းနည်းတော့ပြောင်းဆိုတော့ဒါအရှိတန်းဆိုတော့ assignment 2 private housing project ဆိုတော့ဒီမှာခေါင်မိုးလေးတွေရေတယောက်ကလေးတွေဒွန်မာလေးတွေနဲ့ပေါ့နော်ဆိုတော့နည်းနည်းလေးခက်တဲ့စီကိုတွားတယ်ဒါလည်းပဲနှစ်ထပ်ပါပဲတကယ်တော့ဒီမှာဆိုရင် curtain ပေါ့နော်ဒီ curtain panel လေးတွေပါလာပြီးတော့curtain မှာအမတို့ဒီလို profile နော်ဒီ regular မဟုတ်တဲ့ profile အနေနဲ့တွားထားတာတွေ့ရမယ်နည်းနည်းလေးပိုခက်သွားတယ်ဆိုတော့ဒီဒါ assignment 2နော်ဆိုတော့ assignment chapter 4မှာအမတို့ဒီ BIM model လေး
advanced ဘိုင်းပေါ့နော် advanced ဘိုင်းမှာ material creation material ဘိုင်းတွေပါလာမယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီမှာပေါ့နော်အိမ်ဘေးမှာပကြီကားလေးတွေရော graffiti လေးပါလေးလောက်တာမျိုးပေါ့နော်ပြီးသွားကြရင်ဒီ TV screen မှာထည့်တာမျိုးလေးတွေပေါ့နော်ဒါတွေက interview တွေမှာမေးမှာမဟုတ်ဘူး interview skill test တွေမှာဘယ်တော့မှမမေးတဲ့ဟာတွေနော် advanced ဘိုင်းဖြစ်သွားတယ်ဆိုတော့skill test တွေကနော်မြင်ဘူးသွားရင်အမတို့သိလိမ့်မယ်rendering ဘိုင်းပေါ့နော် render ချတဲ့အပိုင်းတွေပြီးသွားရင်လေကားလေးတွေပေါ့နော် cantilever တို့ဒီ sketch stair တို့ဒီ irregular stair shape တွေအမတို့ဆွဲမှာပါနော်ဆိုတော့ဒါက advanced ဘိုင်းဖြစ်ပါတယ် ram railing ပြီးသွားတဲ့အခါကျရင်topo တွေပါမယ် building pad တွေပါမယ်site model creation ဘိုင်းတွေပါပါတယ်ပေါ့နော်topo magazine ပေါ့နော်ဒါတွေကတော့ magazine ဘိုင်းconceptual math အတွက်ပြီးရင်တော့မတို့ဒီ assignment 4က hotel project ပေါ့နော်hotel project မှာလည်းပဲဒီမှာဒီဘက်က pool house လေးကကာတိန်းနဲ့လှုပ်ထားတာပေါ့နော်ဆိုတော့သူကလည်းဒီမှာဒီကာတိန်းတွေကဒီမှာနော် SP line နေနဲ့ wall တွေကဒီ wall အကွေးတွေအခွက်တွေအခုံးတွေက struggle လေးနည်းနည်းဖြစ်မယ်ဒီခေါင်းမိုးလေးတွေပြီးသွားရင်တယောက်မှလည်းလေကားလေးနဲ့ ram လေးနဲ့ပါသေးတယ်ပေါ့နော်ဒီပုံမှာမပါသေးလို့တူလိုတန်းလန်းလေးဖြစ်ဆိုပြီးသွားတဲ့အခါကျရင်ဒီမှာပေါ့နော်ဒီပုံလေးမှရောက်ရင်ပါသွားပြီပေါ့နော်ဒီအောက်မှာဒါလေးကအမတို့ sketch stair လေးပေါ့နော်ဒီအပေါ်က sun shade လေးကလည်း roof by extrusion လေးပေါ့နော်ဒါလေးတွေပြီးသွားတဲ့အခါကျလို့ရှိရင် railing ဒါ handicap နော် wheelchair တက်ဖို့အတွက်ပြီးရင်အမတို့ ceiling ဘိုင်းမှာလည်းပဲဒီ drop ceiling လေး advanced ဘိုင်းလေးပေါ့နော် drop ceiling လေးပါသွားမယ်ပြီးရင် pool house လေးကလည်းနည်းနည်းလေး struggle ဖြစ်တယ်ဒီမှာအမတို့ surface တွေနဲ့ဆွဲရတာပေါ့နော်ဆိုတော့jacuzzi pool လေးတွေအထက်မှာပေါ့နော်ပြီးရင်ဒီ water material assign လုပ်တဲ့ဟာတွေအကုန်လုံးပြန်လေ့ကျင့်တယ်ပေါ့ရှေ့မှာသင်ခဲ့သမျှခေါင်းစဉ်တွေအကုန်လုံးကထက်ကအမတို့ဒီ assignment တွေပါလေ့ကျင့်ပြီးသားဖြစ်သွားပြီးသွားတဲ့ခါကျရင်တော့အမတို့ဒါကတော့ final math assignment ပေါ့နော်ဒါတော့အမလက်ထပ်ပြီးမဆွဲပြဘူး drawing တွေပေးထားတယ် light လုပ်တဲ့လူကရတာပဲပေါ့နော်ဆိုတော့ဒါကနေဒါမှာအမတို့ကြောင်းတက်တော့အမတို့လုပ်ခဲ့တဲ့ project ပါပဲဆိုတော့ဒီကောင်တကယ်တော့မခတ်ဘူးကုံစင်တူပဲ copy ကိုတင်သွားတာပေါ့နော်ဆိုတော့ဒီ hotel project လောက်ပဲလုပ်ရတယ် site ကြီးတယ်လို့ထင်ရပါမယ်ဒီ hotel project လောက်တောင်မှ challenge မရှိဘူးပေါ့နော်ပြောရမယ်ဆိုရင်ဆိုတော့ဒါကတော့ bonus ပေါ့လေ okay ပြီးသွားရင်ဒီအတန်းမှာတော့ပေါ့နော်အမတဒန်းစီမဟုတ်ပဲနဲ့ archeo structure ပြန်ပေါင်းလိုက်တာဖြစ်တဲ့အတွက် family creation ဘိုင်းရောက်ချင်မှရောက်မယ်ပေါ့နော်မရောက်ဘူးဆိုလို့ရှိရင် family creation ကလည်းဘယ်သူမှ interview တွေ skill test တွေမမေးပါဘူးเนาะဆိုတော့နောက်ပိုင်းလုံထဲရောက်ရင်လည်းပဲ family တွေကရှေ့မှာ project တစ်ခုပြီးပြီးသား HTB project တွေလုပ်နေတဲ့ company ဆိုလဲ project တစ်ခုပြီးပြီးသားဆိုရင် family တွေကရှေ့ရဟာမှာရှိပြီးသားသေးလားနော်ကိုဘာမှအသေးစိတ်လိုက်လုပ်နေရမှာမဟုတ်ဘူးတကယ်နော် family creation ဆိုတာအရင်လိုရတဲ့ကိစ္စမဟုတ်တော့ဘူးဒါပေမဲ့သိထားရင်တော့မကောင်းလားဆိုတော့ကောင်းတယ်နော်ဆိုတော့တစ်ချက်ကြည့်မယ်နာရီတွေအရင်မများသွားဘူးဆိုလို့ရှိရင်အမဒီ family creation ဘိုင်းတင်ပေးမယ်ပေါ့နော်ဆိုတော့ဒီ collaboration project management ဘိုင်းနေလဲဒီတိုင်းပဲပေါ့နော်ဒီမှာဒါတွေဆိုလို့ရှိရင်လည်းပဲအမတို့ဒီ skill test တွေမှာအစောပိုင်းမှာဘယ်သူမှမမေးတဲ့ဟာတွေပေါ့နော်ဆိုတော့တဒန်းချင်းတော့ကတော့အမဒီဟာတွေအထိရောက်တယ်နှစ်ပါးသား architect structure နဲ့ပြန်တွဲလိုက်တဲ့အခါကျရင်တော့ဒီအလုပ်ထဲရောက်မှလိုချင်လဲလိုမယ်မလိုချင်လဲမလိုဘူးဆိုတဲ့အပိုင်းတွေပေါ့နော်ဒီ collaboration project management ဆိုတဲ့အပိုင်းတွေကတကယ်ကbeam manager တွေများသောအားဖြင့်လုပ်ရတဲ့အပိုင်းတွေပေါ့နော်ဆို entry level beam modeler တွေအတွက်အမအဲ့လောက်အများကြီးတင်တော့အများလုံးအားကြီးရယ်တဒန်းချင်းစီအမခွဲတင်တယ်တစ်နှစ်လောက်တင်ယူရတယ်ဒီလားနော်တန်းအချိန်တစ်နှစ်ဆိုတာအရန်ပြင်းစရာကောင်းတယ်ဤတာပေါ့နော်ဆိုတော့ဇွဲကောင်းနဲ့လိုက်တက်လာတဲ့လူတွေတဝက်လောက်ရှိပါတဝက်လောက်လည်းပျောက်ထွက်သွားပါပေါ့နော်ဆိုတော့အဲ့လောက်ရှိတာအကျိုးမများဘူးတော့မှခံစားရတယ်ဒီအတန်းကို architect structure နဲ့ပြန်ပေါင်းတယ်အမ01နဲ့02နဲ့ပြန်ခွဲမယ်လို့အမတွေးတယ်အလုပ်ထဲရောက်သွားပြီးတော့လိုတယ်ထင်တော့မှ02ကိုပြန်လာတက် family creation တို့ခုန project management ဘိုင်းတွေတို့နော်အမအဲ့လိုတွေးလိုက်တယ်ဒီအတန်းကတော့ architect structure နဲ့အမပြန်ပေါင်းအဲ့တော့ကြောင့်မလို့ဒီ beam modeling structure ဘိုင်း mastering ပေါ့နော် structure ဘိုင်း essential မှာခုနကတော့office building နဲ့အိမ်ပုံလေးနဲ့ပေါ့နော်ဒါ structure element တွေကိုအမတို့ model ဘယ်လိုလုပ်မလဲ modeling ဘိုင်းတင်တာပေါ့နော်ဆိုဘင်းတွေ truss တွေဘာတွေညာတွေအထိရောက်သွားပြီးတဲ့အခါကျတော့ brace တွေပေါ့နော်ပြီးရင်ဒီမှာ steel connection တွေဘိုင်းနဲ့အမ rebar တွေအထိတင်ပေးပါတယ်နော် foundation ဆိုတော့ဒီမြေကြီးတွေကနေပြီးတော့ခေါင်မိုးအထိအကုန်လုံးပါပဲဒီမှာ rebar တွေနော် bar bending schedule တွေထုတ်တဲ့အထိအမတို့ရောက်ပါတယ်ဆိုတော့ပြီးသွားတဲ့အခါကျလို့ရှိရင်ဒါ reinforcement လုပ်တဲ့ဟာတွေပေါ့နော်
ပုံမှန်အပြင်ကိုကဒီ River ကုမ္ပဏီတွေမှာတွားပြီးလောက်တာ supplier ကုမ္ပဏီတွေမှာတွားပြီးလောက်တာမဟုတ်ရင်ဒီ drawing တွေကထုတ်ရခဲတယ်နော်ထုတ်ရခဲ့ပါတယ်ဆိုတော့ဒါပေမဲ့လည်းအမတင်တယ်နော်ဒီမှာ reinforcement တွေတင်ပေးတယ် River တွေနော်essential ဘိုင်းမှာပဲတခါတည်းထည့်တင်တာဖြစ်ပါတယ်ဆိုတော့ပြီးသွားတဲ့အခါကျလို့ရှိရင် LOD အကြောင်းတွေမှာတို့ရှင်းပြတယ်ပေါ့နော် modeler တွေတည်တင်တည်ထိုက်တဲ့ဟာတွေဒီ Singapore Pin Guide ထဲမှာ modeling နဲ့ပတ်သက်တဲ့ procedure တွေ modeling နဲ့ပတ်သက်ပြီးတော့သိရမယ့်ကိစ္စတွေအမှတို့ highlight လုပ်ပါတယ်နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်တကယ်အခြေခံကောင်းပါနော် BEP တွေမှာဘာတွေရေးတယ်ဆိုတာတွေအမှတို့ပြောပြလိုက်တယ်ဆိုတော့ဒါက office building အတွက်ပဲဖြစ်ဖြစ်ခုနကတော့housing project လေးပဲဖြစ်ဖြစ်ဒီလောက်ပါပဲ structure နေထားเนาะပြီးွားရင်ဒီဟာကအမတို့ scale test မို့လို့အမထည့်ထားတာဒီ assignment 2ကလည်းပဲဒါကခုနကတော့ assignment 3 hotel project ရဲ့ structure model ပါเนาะဆိုတော့ဒါတွေအမတို့လုံးပါပါပြီးရင်ဒါကခုန final mass assignment condo project ရဲ့ structure model ဖြစ်ပါတယ်เนาะဆိုတော့ပြီးွားတဲ့အခါကျရင်တော့မဖြစ်မနေသင်ရမှာကဒီ drawing production documentation information analysis ဘာလို့လဲဆိုတော့ interview တွေမှာက model ထောင်ခိုင်းတယ်ပြီးရင် drawing ထုတ်ခိုင်းတယ်သိလားနော် model ထောင်ခိုင်းတယ် drawing ထုတ်ခိုင်းတယ်ဒါကြောင့်မလို့ scale test တိုင်းမှာမတို့ဘေး modeler scale test တိုင်းမှာ model ထောင်ပြီး drawing ထုတ်ပေးရတယ်အဲ့တော့ကြောင့်မလို့ဒီ model တွေထောင်တဲ့အပိုင်းနဲ့ drawing ထုတ်တဲ့အပိုင်း archaeo structure ကိုကျွမ်းကျင်နေဖို့လိုတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအပိုင်းမှာဒီ drawing production ပိုင်းဒီ schedule တွေထုတ်တဲ့အပိုင်းပေါ့နော်ဆို QS တွေဆိုလို့ရှိရင်လည်းပဲဒီ BOQ ပေါ့နော်အမတို့ဒီ quantity base quantity ကိုအမတို့ဘယ်လိုထုတ်ပေးလိုက်ရမလဲဆိုတဲ့အပိုင်းတွေ documentation မှာအမတင်ပေးလိုက်တယ်schedule တွေ view တွေပေါ့နော်ဆိုတော့ဒီ view နဲ့ပတ်သက်တဲ့ဟာတွေပြီးရင် drawing တွေဘယ်လိုထုတ်ရမလဲဆိုတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ရှေ့မှာလုပ်ခဲ့တဲ့ assignment 3 ခုရဲ့ drawing လေးတွေအကုန်ပြန်ထုတ်တယ်ပြီးသွားတဲ့အခါကျလို့ရှင်ဒါ theory တွေပေါ့နော် theory တွေဒီ documentation ဘိုင်းနဲ့ပတ်သက်ပြီးတော့ dimension တွေ technique text တွေ view တွေ sheet တွေပေါ့နော် schedule တွေပေါ့အဲ့ဒါတွေအကုန်လုံးအမှတင်ပေးတယ်ပြီးသွားရင်တော့အမတို့ scale test ပေါ့နော်ဒါ general notes ရေးတဲ့ဟာတွေပေါ့နော် text တွေဆိုတော့ scale test တွေမှာအမတို့မဖြစ်မနေမေးတဲ့ဟာတွေကတကယ်တော့ပေါ့နော်ဒီ color fade ဒီလိုမျိုး area plan room plan ဘာညာတွေအထိတကယ်ကိုနိုင်ချွတ်အသေးစိတ် documentation ဆို drawing တွေနဲ့ထုတ်တဲ့ drawing ထုတ်တဲ့ tools တွေပေါ့နော်ဒီ annotation နဲ့ view tab တွေက tools တွေမတင်တာတခုမှမကြံအောင်ကိုအမတင်ပါတယ်အမတင်တဲ့အပိုင်းဆိုလို့ရှိရင်ဘာမှမကြံခဲ့စီအောင်ပေါ့နော်တကယ်ကိုအသေးစိတ်ပြေအောင်တင်ပေးလိုက်တာပေါ့နော်မသိတာသိမရှိဘူးဘာလို့လဲဆိုတော့အမက somewhere တန်းတွေတင်နေကြဆိုတော့ somewhere ကကိုနေတိုင်းအလုပ်လုပ်နေတယ် somewhere ပြီးရှေ့တစ်ပတ်ဒီထဲမှာတော့ပါနေလားမသိဘူးဘယ်သူလို့တော့အမမပြောပါဘူးအမလည်းမမှတ်မိဘူးအမခေါင်းထဲမှာတော့မမှတ်ထားဘူးစိတ်မပူနဲ့အမရှိကနေပြီးတော့ဘာစကားမှထွက်မှာမဟုတ်ဘူးဖြစ်စဉ်ကိုပဲပြောပြသူကလက်တလောအလုပ်လုပ်နေတာနော်အာခီလား structure လား model လားလုပ်နေတာအလုပ်တွေကအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့လူတွေ short ချင်းလာတဲ့ခါကျရင် certificate တွေတောင်းတာနော် certificate တွေတောင်းတာဆိုတော့လုံးနေတယ်ဟုတ်တယ်အမစိတ်တင်ပေါ့နော်ဒီ Autodesk completion certificate မဟုတ်တဲ့ခါကျတော့သူ့ရဲ့ Revit certificate ကိုရုံးကလက်မခံဖြစ်နေတာသူ Autodesk certificate လိုချင်နေတာ model မလုပ်တတ်ဘူးလားဆိုတော့လုပ်တတ်တယ်အလုပ်ထဲမှာလည်းလုပ်နေတာဆိုတော့အမပြောတယ်ဘာဖြစ်လို့ certificate ကလိုက်ရှာနေရမှာလဲပေါ့ completion certificate ရတဲ့အတန်းတွေလဲ2ရက်တန်းတွေပါညာတွေ crown တို့ပါတော့မှ800အစိတ်တို့ပါတော့2ရက်တင်ပေးရလေပြီးရင် completion certificate ရတယ်လေဒေါ်လာ800အစိတ်ကုန်တယ်ရှိရလေ Archi structure ဆိုလို့ရှိရင် Archi ကတော့အမစိတ်1000ကျော်လိမ့်မယ်သူက3ရက်လောက်တင်တယ် Archi က2ရက်နဲ့မပြီးဘူးအဲ့ဒါ crown center ဆိုတာစင်ကာပူမှာဈေးအပေါ်ဆုံးပဲဆိုအမပြောရဲအဲ့လိုဟာတွေလိုက်မရှာနဲ့ပေါ့နော်ကိုက Revit နဲ့လုပ်နေတာပဲဆောင်းမွေးပဲဖြေလိုက်ဆိုပြီးတော့အမဆောင်းမွေးပဲဖြေခိုင်းတယ်ဒီ professional exam ဖြေခိုင်းလိုက်တာနော် professional exam ဖြေခိုင်းလိုက်တော့US ဒေါ်လာဆောင်းမွေးကြီးက250ပေးရတာအမတပည့်တယောက်ကဆောင်းမွေးဝဲတန်းနေတက်ဖူးထားတယ်အောင်ဘူးထားတော့သူ့တငယ်ချင်းသူ guide လုပ်ပေးမှာပေါ့ထင်တာပြောတာနော်အဲ့ဒီတငယ်ချင်းအမလာမေးပြီးချိတ်ပေးတာဆိုတော့လေမအောင်ဘူးနော်သိလားဘာလို့လဲဆိုတော့သူက experience ဘယ်နှစ်ပဲရှိဆောင်းဝဲမှာမေးတာ ਨੇ ကိုနေ့တိုင်းဒီ Revit ထဲမှာနေ့စဉ်ကဒီအလုပ်ပဲလုပ်နေရတာသိလား HDB ဆို HDB ဒီဟာလေးပဲဒါလေးပဲထိုင်လုပ်နေတာနိုင်ချွတ်ဒီလိုမျိုးအမားတို့လိုမျိုးတင်တဲ့အခြေခံကနေနိုင်ချွတ်တင်တဲ့တင်တန်းမျိုးမတက်ဘူးဆိုရင်အဲ့ဒီဆောင်မွေးမျိုးအောင်ဖို့မရှိဘူးသိလားနော်နည်းနည်း tricky ဖြစ်တယ်ဆောင်မွေးခက်တာမဟုတ်ဘူးတကယ်ကတသက်မအောင်လုပ်ထားတာဟဲ့
ဘာတွေပြောတာအဲ့ဒါကြောင့်မလို့အမအဲ့ platform အသစ်ကိုမကြိုက်တော့လို့မတင်ပြတာပေါ့နော် platform အဟောင်းတော့ဆိုရင်အာခီဆိုရင်စာမျက်နှာ400လောက်ရှိရဲ့ဒီ exam guide စာအုပ်ထွက်တယ်တင်လို့တအားကောင်းတာပဲစာမျက်နှာ400လောက်ဆိုတော့တော်တော်လေးစုံတာပေါ့နော် tools တွေဆိုတာမပါတဲ့ tools မရှိသလောက်ပဲသူကတင်တာ practice တင်နေဆိုတော့အမအဲ့ဒါတွေတင်ခဲ့တော့အရန်အားရတယ်အလုပ်ထဲမှာလည်းသုံးချနိုင်တယ်အမတို့ဒါကိုစာမွေးပွဲမှာဆိုရင်ဒီလိုမေးခွန်းကဒီလိုမေးတာနော်အလုပ်ထဲမှာဆိုရင်တော့အမတို့ကဒီလိုသုံးတာဆိုပြောလို့သိကောင်းတာပဲအလုပ်နဲ့စာမွေးပွဲမေးခွန်းနဲ့အလုပ်နဲ့အဲ့လိုတွဲပြီးတင်လို့ကောင်းတာနော်အဲ့ဒီ Sariport platform က2020လောက်မှာ Autodesk နဲ့ပြဿနာတက်ပြီးတော့သူကဖြတ်သိမ်းသွားတဲ့အခါကျတော့မရှိတော့ဟိုးရှိတော့ဖြေရတဲ့ Pearson View ဆိုတဲ့ platform ကိုပြန်ပြောင်းဖြေရတယ်Sariport တုန်းကအမတို့ကမေကွန်း30ကျော်ကို Revit ဖွင့်ပြီးမှ Revit နဲ့လောက်တက်မှသူအဖြေထွက်တာမျိုးPearson View ကြအဲ့လိုမဟုတ်မေကွန်းအပုတ်50ကျော်60ကိုmultiple choice တွေ Revit ဘေးမဖွင့်တော့အလုပ်ဖြေရတာဒါပညာရေးစနစ်ကလေ open book နဲ့ဟိုနဲ့ကွာတယ်လို့ကွာသွားတဲ့အကြောင်းတော့ကလေနန်ကြားထောက်ပြီးတော့မှ၄ခုတည်းတစ်ခုရွေးနဲ့ကွာသွားပြီးတော့ Revit ဘွေးမဖွင့်တော့ဘယ်မှာတော့အမမကြိုက်နေတော့ဘူးဒါပေမဲ့အမဖြေလိုက်သေးတယ်နော်ဖြေပြီးတော့တန်း2တန်းတင်ပြစ်လိုက်သေးတယ်နောက်တော့အမအကျိုးမများဘူးလို့အမစိတ်ထဲမှာခံစားရတဲ့ခါကျအမအားမရလို့မတင်ပြစ်ဘူးဆိုတော့သွားဖြေရင်လေဒီနိုင်ချွတ်2စီကိုတင်ထားတယ်တိွားတယ်နော်တေချာ3တီဖြစ်စေမ3တီဖြစ်စေအမတော့တိအောင်တင်လွတ်လိုက်တာပဲတိရင်ကောင်းတယ်တိရင်3တက်သွားလိမ့်မယ်မ3တက်ရင်လည်းအလုပ်ဖြစ်တယ်ဒါပေမဲ့3တက်သွားရင်ပိုမြန်တယ်အလုပ်ပိုပြီးတယ်ပိုပြီးတော့မှစိတ်ချမ်းသာတယ်ပေါ့နော် confidence ရှိ Revit ထဲမှာငါမသိတဲ့တူရှိကိုမရှိဘူးဆိုတော့ confidence မျိုးအမရသွားစေချင်တာပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကတော့ BS01 မှာတင်ရမယ်အခန်းတွေဖြစ်ပါတယ်ပြီးွားရင်အမတို့ကဒီ repeating detail drawing ထုတ်တဲ့ဟာတွေစီကနေတွားပြီးတော့ဗောနော် drawing production ဘိုင်းမှာခုနပြောသလိုပဲမတင်တဲ့2ဘာမှမရှိဘူး annotate tab နဲ့ view tab ထဲမှာငါမသိတဲ့2ဘာမှမရှိဘူးဆိုတာမျိုးဖြစ်သွားအောင်တင်လွှတ်လိုက်ဆိုတဲ့အခါကျရင်အလုပ်ထဲမှာ3ချင်လဲ3အသုံးချင်လဲမ3ရဘူးဒါပေမဲ့အမတင်ပါပဲဆိုလို့ရှိရင်wall setting အောက် general setting အောက်ဒါ archi scale test တွေမှာမေးနေကြအမတို့ထုတ်ပေးရတယ်ဒါတကယ် project ထဲရပါတော့HDB သို့မဟုတ် condo ရဲ့ unit type တစ်ခုစာဖြစ်တယ်များသောအားဖြင့်အမတို့ interview တွေမှာဒီ unit type တစ်ခုစာပဲမေးတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ model လုံးလောက်ထောင်ခိုင်းနေလဲရှေ့မှာလဲအမတို့ assignment 3-4ခုထောင်ခဲ့ပြီလဲဖြစ်တယ်တကယ် scale test တွေမှာကျတော့ model လုံးလိုက်ထောင်ခိုင်းဖို့အချိန်မရဘူးတနာရီ record လုပ်ဆိုပြီးဖြေခိုင်းတာလေ model လုံးလိုက်ဆောင်ခိုင်းတော့ရုပ်ပြီးမှလဲဟုတ်တယ်မလားနော်တကယ်တမ်းအလုပ်ထဲမှာဘာလုပ်ခိုင်းမှလဲဆိုတော့ဒီ unit တွေပဲတနေ့နေ့ model ထိုင်လုပ်ပြီးဒါဒီ drawing တွေပဲထိုင်ထုတ်နေရမှာဖြစ်တဲ့အတွက်ဒါပဲခိုင်းတာပေါ့နော်များသောအားဖြင့်တော့80%လောက်တော့ scale test တွေဟာဒီ unit type တွေပဲအမတို့မေးတာနော်အမတို့ CS မှာတော့လည်း interview မှာဒါတွေပဲမေးခဲ့တယ်CJY China ချင်းရဲတော့လည်းဒါတွေပဲမေးခဲ့တယ် China ကွန်းမှာလှုပ်တော့လည်းဒါတွေပဲမေးခဲ့တာဖြစ်ပါတယ်နော်တလောက World Hack က interview question ကလည်းဒါပါပဲလို့နော်အဲ့ဒီ unit type တစ်ခုစာကိုပဲ archi လဲဆွဲခိုင်းတာ structure လဲဆွဲခိုင်းတာနော် model ထောင်ပြီးတော့ drawing ထုတ်ပြီးလိုက်တာနဲ့ interview ကအောင်သွားပါတယ် interview ကအမသိရသူ archi ရော structure ကိုအောင်နေဒါပေမဲ့ company ဘက်က structure လိုချင်တာဆိုတော့သူ structure model လားဆိုပြီးခန့်လိုက်ပြီးတော့ချက်ချင်း pass ရောက်ပြီးခေါ်လိုက်တာပေါ့နော်ဆိုတော့ BS 03က batch 3ကအရင်တော့ Revit နဲ့ပင်နဲ့မလုပ်ဘူးပါ experience မရှိလေအလုပ်ရတယ်နော်လုံးဝစိတ်ထဲမှာထိတ်ခတ်နေရလို့မတင်နဲ့သိလားနော်ဆိုတော့အမရှိပြေးလာတော့ကံကောင်းတော့သူလည်းပန်ကောင်းအမလည်းပန်ကောင်းဆိုပြေးလာတော့အမတို့တစ်ခေါက်ဆွဲခိုင်းပြီးတော့ဒါဆိုရင်ဒီနားမှာဘလို့ဆွဲညံတယ်ဟိုလိုဆွဲညံတယ်နဲ့အမထိုင်ကြည့်ပြီးတော့ပြောတယ်ဒုတိယတစ်ခေါက်မှာ record လုပ်ခိုင်းတယ်ကျွမ်းကျင်သွားပြီဆိုတော့မှပထမတစ်ခေါက်မှာမသိတဲ့ကြာနေတဲ့နေရာမှာများအမဘေးကနေထိုင်ပြောတယ်လေအဲ့တော့သူတစ်ခေါက်ဆွဲလိုက်ပြီးတော့နောက်တစ်ခေါက်ကျတော့ညံသွားတာပေါ့ညံသွားတော့ record စလုပ်ပြီးတော့တနာရီနေတော့အဲ့ဒီချက်ရက်လိုက်ရတော့မလားဟဲ့ဘာလို့ရက်မှာလဲပြီးအောင်ဆွဲဆိုပြီးအမပြီးအောင်ဆွဲခိုင်းတနာရီနဲ့25မိနစ်ကြာအဲ့တော့သူ stretcher ထိုင်ဆွဲနေတဲ့အချိန်မှာအမဘာလုပ်လဲဆိုတော့အဲ့ဒီ recording ကို 1.25 နဲ့အမရစ်ပြီးတော့တစ်ခေါက်ပြန်ထုတ်တနာရီဖြစ်မသွားရောလားဆရာတပည့်နဲ့ scale test architect stretcher နဲ့နှစ်ပါးသာဖြေလိုက်ရမနက်3နာရီခွဲမှအိပ်ရတယ်AutoCAD တွေ PDF တွေပြောင်းပြီး submission တင်လို့လည်းပြီးရောမနက်3နာရီခွဲပါเนาะဒါပေမဲ့တန်တယ်လေအလုပ်ရသွားတယ်မလား pass လဲရသွားတယ်မလားเนาะဆိုတော့
တလားလာစားလဲ3000ကျော်ရ3000ကျော်ရသေးတာဆိုနော်ဘာလို့ပဲစက်တက်သွားဘူးပဲရှိရဲဘာလို့လဲဆိုတော့အမတင်ထားတာအမယုံပြီးသားလုံထဲမှာဘာခက်ခဲမှမဖြစ်ဘူးအမကဘာမှလာမမေးနေဘူးသိလားစင်ပြေလားဆိုပြေတယ်လုံနိုင်တယ်ပြီးရင်သူကသူ study လုပ်သွားဖို့လဲလိုအပ်တဲ့ foundation base အခြေခံအမထည့်ပေးလိုက်ပြီးသားအမလူတွေကခဏပဲ pin model လာခဏပဲလုပ်တာသိမကြဘူးနောက်2နှစ်လောက်ဆိုသူက pin coordinator ဖြစ်မှာနောက်ထပ်2နှစ်ကြာရင် pin manager ဖြစ်မှာဆိုတော့ okay သူတို့တော့အမတစ်နှစ်ကြော်တောင်တင်တာပေါ့နော်အမကနေဒါမှာကလေးကတင်လာတာဘန်ကောက်ရောက်တဲ့ထိမပြီးသေးဘူးအခုအဲ့ဒီ03တန်ပြီးပြီလားဆိုတော့မပြီးသေးဘူးအမသူတို့ structure advance တွေတင်နေတော့မှရှိသေးတယ်တကယ်တော့အဲ့တုန်းကတွဲထားတာဟုတ်နော်အဲ့03တုန်းကအမတွဲထားတာ45ရောက်မှအမခွဲတင်ကြည့်တာပေါ့နော်အခုစစ်မှာပြန်ပေါင်းတယ်ဟဲ့ဘာလို့လဲဆိုတော့အဲ့လိုပဲနှစ်နဲ့ချီပြီးတင်နေရတာပြင်းလို့ပေါ့နော်နှစ်နဲ့ချီပြီးတင်နေရတာတော့ညင်းငွေတယ်ပြင်းစရာကောင်းတယ်တကယ်တောင်မြည်တဲ့လူတွေပဲကြံခဲ့တာအများကြီးကအဲ့လောက်ကြီးမလိုက်နိုင်ဘူးတင်တဲ့တန်း4လလောက်ဆိုတော့ပဲเนาะဒါပေမဲ့စိတ်ပူနေเนาะဒီတန်း6လလောက်ကြာဟဲ့ gradient concrete body plan ပေါ့เนาะ structure skaters အတွက်ကအမတို့ concrete body plan ဒီအတန်းမှာတော့အမကဒီ drawing ဘိုင်းကိုအမထပ်ထည့်အောင်မယ်လို့စိတ်ကူးတယ်ပေါ့เนาะ structure drawing တွေ archi drawing တွေဒါတွေက main ကွန်မှာကအမတို့က archi ဆိုရင်ဒီ general setting ရောက် wall setting ရောက်ပဲထုတ်တာ structure ဆိုရင်ဒီ CBB ပဲထုတ်တာပေါ့เนาะဒါ main ကွန်သမားအတွက်ဒါလုံလောက်တယ်ဒါပေမဲ့ဒီအမနည်းနည်းထပ်ထည့်ခြင်းတယ်ပေါ့နော် drawing အမျိုးအစားလေးတွေနည်းနည်းထပ်ပြီးတော့လေ့ကျင့်ခိုင်းခြင်းသေးတယ်ဆိုတော့ drawing production ဘိုင်းမှာဒီတက်မှာအမနည်းနည်းထပ်ထည့်မယ်ပေါ့နော်အဲ့လိုစိတ်ကူးပါတယ်ဒါတွေကခုနကတော့ assignment 1ရဲ့ assignment 2ရဲ့ drawing တွေပေါ့နော်okay hotel project ရဲ့ drawing တွေလည်းထုတ်ရမှာပါပဲเนาะဒီမှာနည်းနည်းပြင်ဖို့လိုတယ်ဒါ03တုန်းက03တုန်းက lecture slide မို့လို့ပါเนาะအဲ့နောက်မှာ4ရဲ့5ရဲ့ဖြစ်သွားပြီဒါ6ဆိုတော့နည်းနည်းတော့ပြင်ခဲ့တာရှိမှ2ဆင့်အောင်ရှိနေပါပြီเนาะပြန်ပေါင်းတာဆိုတော့အမက45ကိုကြော်ပြီးတော့ဒါအရင်တော့မခွဲခင်ရဟာကိုအမပြန်ပြတာပို့လေเนาะဆိုဟုတ်ပြီဒါဆိုလို့ရှိရင်အမ family creation လေးလည်းသင်ကျင်နေဆိုရင်လည်းရတယ်ဒီ assignment တွေမှာပေါ့เนาะအမအသေးစိတ်ဒီလိုမျိုးအတန်းချိန်မှာမပြောဘဲနဲ့ရတယ်အမ assignment တွေကိုရှေ့အတန်းမှာတင်ထားတဲ့recording တွေနဲ့ကြည့်ပြီးကျွန်တော်တို့ဆွဲမယ်ဘာလို့လဲဆိုတော့ wall ဘယ်လိုဆွဲလဲဆိုတာကိုရှေ့ဆုံးမှာတင်တယ်assignment 1မှာလည်းအဲ့ wall တွေပဲအမပြန်ဆွဲပြတယ် assignment 2မှာလည်း wall ပြန်ဆွဲတာပဲ assignment 3မှာလည်း wall ပြန်ဆွဲတာပဲအဲ့ဒါတွေကိုသေးစိတ်ပြန်မဆွဲနေရရင်အဲ့လောက်ချိန်ကုန်အဲ့လောက်ချိန်ကုန်ဆိုလို့ရှိရင်เนาะဒီအရင်တန်းတွေမှာအသေးစိတ်ဆွဲပြထားတယ်အဲ့ဒီ assignment တွေကိုအဲ့ recording တွေယူပြီးတော့ assignment တွေကိုလုပ်ပါမယ်လို့အမဂရိ baby ဒီတန်းလူတွေတကယ်လဲလုပ်ကြတယ်ဆိုလို့ရှိရင်အမ family creation သင်ပေးမယ်ပေါ့နော်အမအဲ့လိုစိတ်ကူးတယ်အဲ့ဒါဆိုရင်တော့နည်းနည်းပိုကြမယ်အတန်းပြီးဖို့6လဆိုပြီးတော့အလားနော်8လလောက်ဖြစ်သွားမှလားမသိပါဘူးတွေပါနော်တကယ်အမရှိမှတင်ခဲ့တဲ့အတန်းတွေအကုန်လုံးနှစ်နဲ့ချီတယ်ဆိုတော့ဒီအတန်းယူအမအဲ့လိုအရှိကြီးမဆွဲဆန့်ခြင်းတော့ပြန်ပေါင်းတယ်ပြန်ပေါင်းပြီးတော့မှနော်ဒီ family creation ဘိုင်းနဲ့ management ဘိုင်းကိုအမ02လို့လုပ်ဖို့စိတ်ကူးနေတာဖြစ်ပါတယ်နော်အမပြောပြokay ဒါဆိုလို့ရှိရင်okay လောက်ကြတာပေါ့နော်ဒီမှာခုနကတော့archi modeling ဘိုင်းရယ် structure modeling ဘိုင်းရယ်ပြီးရင် shop drawing production ဘိုင်းရယ်ပေါ့နော်ဆိုတော့အမဒီမှာတင်တန်းကြော်ညာကလေးက family creation တွေခုနကတော့ collaboration management ဘိုင်းတွေမထည့်ထားတော့တာပေါ့နော်02မှာကြာမှနောက်တန်းတင်မယ်လို့အဲ့ဒီဟာတွေကလည်းတကယ်တမ်းအေးစိတ်အသေးစိတ်တင်မယ်ဆိုလို့ရှိရင်တကယ်ကြီးနောက်ထပ်တန်းစာပေါ့နော်နိုင်100လောက်တကယ်တင်ရမယ့်ဟာမျိုးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအေးစိတ်တင်တာလည်းတစ်မျိုးကောင်းတာဖြစ်တယ်ဆိုတော့ဒီတန်းလူတွေတင်ကြည့်ပေါ့နော်လုံးကြည့်မယ်ဘယ်လောက်လိုက်လဲဆိုတာအမကြည့်မယ်ဆိုတော့ assignment project တွေက office building private housing hotel project ပြီးရင် condo project ကအမ guideline ပေးမှာပါ final maths assignment ကစာမေးတိုင်းအမဖြေမှာပါလောက်တဲ့လူတွေအတွက်ပေါ့နော်ဆိုတော့ဒီ module အတွက်အမဒီ module အတွက်အပ်ထားတဲ့လူတွေများတယ်နော် package အပ်ထားတဲ့လူတွေကရှိတယ်3ပုံ1ပုံလောက်ရှိမယ်3ပုံ1ပုံကြော်လောက်ရှိမလားတော့အမမသိဘူးเนาะဆိုတော့okay ဆိုအမရဲ့ module 3ခုဒီအတန်းမှာဘာတွေသင်မလဲဆိုတော့သင်တန်းမိတ်ဆက်ပေါ့နော်အမအတန်းအကြောင်းလေးအမပြောပြလိုက်ပြီတမိုင်းအကြောင်းလေးလည်းချီလို့နော်ပြင်းစရာကြီးဆိုသင်မဲ့ဟာဘာသင်မဲ့ပြောနေရသေးတယ်ပေါ့နော်ဒါပေမဲ့ဘာသင်မလဲဆိုတာသိဖို့လိုတယ်နော်တကယ်တော့ပြီးသွားရင်ဒီချမ်းမင်းဘာမသင်သေးဘူးဆိုပြီးကြွေးတောင်းဖို့လိုတယ်အမလေးတစ်ခါမှဒီချမ်းမင်းတန်းလူတွေချမ်းမင်းကိုကြွေးမတောင်းရဘူးသိလားနော်အမဒါလေးလဲလိုအောင်မှထင်တယ်ဆိုထပ်တင်တယ်အဲ့မှာနော်မတင်ရသေးလို့တောင်းရတဲ့ထုံးစံတော့တိတ်မရှိဘူးသလားနော်
အများကြီးတင်နေလို့မပြီးတော့ဘူးလားလို့မေးရမယ်သဘောမှာတော့ရှိဆိုတော့ဟုတ်ပြီဆိုလူမိတ်ဆက်ဖို့ပဲကြံတော့လေအဲ့တော့လူမမိတ်ဆက်ခင်ဘာလုပ်ရမလဲဆိုတော့ခဏပေးနာမယ်ပေါ့နော်ခါးတွေလည်းပူနားတွေလည်းပူနေပြီလားတော့မသိဘူးနော်ဆိုတော့ခဏပေးနာမယ်14မိနစ်ဆိုရင်နာယူဝက်10နာရီ40ပြန်လာရင်အမတို့နောက်ထပ်မိနစ်90လောက်တင်လို့ရတယ်နော်မိနစ်17ခွဲထိတင်ရမှာဆိုတော့လေအဲ့တော့14မိနစ်လောက်ပေးနာလိုက်မယ်အဲ့တော့ခြေဆက်လက်ဆက်ထိုင်မနေနဲ့ငုတ်တုတ်ကြီးထိုင်ရရင်တက်တူလိမ့်မယ်ဘာလို့ရမလဲဆိုတော့တင်ထောက်ကူပစ္စည်းလေးပါလေးထားယူညဘက်ကြီးဆိုတော့ဂျင်းစီပြားတို့ဘာတို့မယန်းပြားတို့လောက်ပဲဆင်ပြေမယ်ကော်ဖီတို့လက်ဖက်ထုတ်တို့ကတော့သိစင်မပြေဘူးဟာတင်ထောက်ကူပစ္စည်းကအဲ့ဒါဆိုတော့နော်အဲ့ညောင်းညပြအောင်ထားပြီးတော့ refresh လေးလုပ်လိုက်အမတို့10နာရီ40ကြာရင်ပြန်တွေ့မယ်နော်မေးချင်တာတွေရှိရင်လည်းမေးနေလို့ရတယ်ဒါပေမဲ့အမထပြီးတော့လမ်းလျှောက်စေချင်တာဂျာကြီးတိုင်းနေမှာဆိုတော့တန်းပြီးမှလည်းမေးလို့ရတယ်အေးစီနော်တန်းပြီးတိုင်းစာမေးလို့ရတယ်တညာလုံးမေးလဲရတယ်ဒီရှင်မြတ်ညအိတ်တယ်လို့မဟုတ်ဘူး